ညရဲ့တိတ်ဆိတ်ခြင်းတည်ငြိမ်စွာရှိနေတယ်။သစ်ပင်သစ်ရွက်တွေကငှက်ကလေးများနဲ့တူအိမ်မောကြလျက်ပတ်ဝန်းကျင်ရှိအိမ်ကလေးများကမေးလင်းနေတဲ့အိမ်တို့ရှိသလိုမိမိတ်ပြီးအိတ်ဆက်နေကြသူတွေလည်းရှိနေကြတယ်။ထိုချိန်ကလေးမှာလက်မောင်းတစ်ဖက်ကိုလက်တစ်ဖက်ဖြင့်ဆုပ်ကန်ပြီးအပြေးနဲ့လာသောလူတစ်ယောက်ထိုလူနောက်မှာပြည်သူရဲ့တပ်ဖွဲ့ကားတစ်စီးလိုက်လာနေသည်ကိုတွေ့ရတယ်။ပင်အိုကြီးဖြစ်သောကုတ်ကုတ်ပင်ကြီးအောက်မှာနားခိုလိုက်ပြီးအခြေအနေကိုကြည့်လိုက်တယ်။သူဆက်ပြီးပြေးနေရရင်လွတ်လပ်မရှိတော့ဘူးဆိုတာကိုသဘောပေါက်လိုက်သဖြင့်ဘေးဘက်ကိုလမ်းကြည့်လိုက်တော့မီးအောင်လင်းနေဆဲတိုက်အိမ်ကလေးစီတို့မျက်လုံးရောက်သွားတယ်။ကြံတကားမှာပိတ်ထားတာကြောင့်ကြောတက်ပြီးဝင်ရပါတယ်။လက်မတနက်ကိုခါးကြားမှာထိုးလိုက်ပြီးအိမ်ထဲကိုဝင်ခဲ့စဉ်ခွေးဟောင်တန်ကသူ့ကိုစတင်ပြီးစီးကြတာကြောင့်ကဲကွာခွေးစုပ်ဖွာလေးမြေပြင်ပေါ်မှာသူ့ရဲ့ဓာတ်ချက်ဖြင့်ငြိမ်သက်သွားလိမ့်ပြီးအိမ်ထဲမှာခွေးဟောင်တန်ကြပြီးလူတစ်ယောက်ထွက်လာတဲ့နဲ့ဟဲ့လူမလှုပ်နဲ့နော်ဗျာလှုပ်နေနဲ့အိမ်ထဲကိုသွားဟုတ်ကဲ့အိမ်ထဲကထွက်လာတဲ့သူကိုတနက်နဲ့နှစ်ထင်ကိုတိတ်ပြီးအိမ်ထဲသို့ဝင်လိုက်ပြီးအိမ်ထဲကိုကြည့်လိုက်တော့အသက်9နှစ်အရွယ်ကောင်မလေးတစ်ယောက်အသက်40ကျော်အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပြီးစပွဲပေါ်မှာပြင်ဆင်ထားတဲ့မွေးနေ့ကိတ်တစ်လုံးပါရှိနေတယ်။အိမ်ရှိလူဓာကုန်မဲလားဟိုတယောက်ကြံပါသေးတယ်။ဘာမှလဲခေါ်လိုက်ဒီမှာမရှိပါဘူးဆေးရုံမှာကြောက်နဲ့ဖြေနေသောလူရဲ့စကားကြောင့်နေရန်ထက်ကိုလှမ်းကြည့်လိုက်တော့ဒေါက်တာရနက်လက်ရာဆိုတဲ့နာမည်လေးကိုဖတ်မိလိုက်ပြီးဆရာဝန်တယောက်အိမ်ကိုရောက်နေပြီဆိုတာကိုသဘောပေါက်လိုက်တယ်။အားလုံးညင်ညင်တက်တက်ထိုင်နေကြနော်။ရုပ်လုံတော့မင်းတို့အသက်တွေကိုနှုတ်ယူရလိမ့်မယ်။သူစကားတန်ကိုကြားလိုက်တဲ့မျက်လုံးဝမ်းနဲ့ကောင်မလေးအမျိုးသမီးရင်ခွင်ထဲသို့ကြောက်လန့်စွာတိုးဝင်သွားတယ်။မင်းကဒီအိမ်မှာဘလို့အဆင့်ရှိလဲ။ကျွန်တော်ဟဲ့အောင်ဒီလောက်ကြောက်မနေနဲ့မင်းဘာမှမလုပ်ဘူး။ငါဘသူ့ကိုမှတုတ်ခတ်မပေးဘူး။အေးငါ့ကိုတုတ်ခတ်ပေးရင်တော့တုံ့ပြန်ပေးရမှာပဲ။ရေးတာပြောကျွန်တော်ကဒီအိမ်ရဲ့အလုပ်သမားပါ။သူကရောကျွန်တော်လိုပါပဲ။ဒီကလေးကမမလေးသမီးပါ။မမလေးသမီးဆိုတာဒေါက်တာရနက်လက်ကြပါ။ကောင်းပြီလေငါပြောတာတေးသေးချာချာနားထောင်။ဟုတ်ကဲ့ငါမင်းတို့နယ်နိမိတ်ထဲကိုရောက်လာတာတမ ्या တိုက်ဖို့မဟုတ်ဘူးဆိုတာတော့သဘောပေါက်ထားရမယ်။ငါပြောတာနားထောင်ငါခိုင်းတာကိုလုပ်လောလောဆယ်ငါအတွက်ရေအေးလေးတစ်ခွက်နဲ့အဝတ်စုံတစ်ခုလောက်ယူခဲ့။အေးမဟုတ်တရုတ်တော့မကြံစီနဲ့နော်။ကလေးနဲ့ဒီမျိုးသမီးအတွက်မနှက်ဖြန်ဆိုတာပျောက်သွားမယ်။ဟုတ်ကဲ့ပါခမညာအိမ်လို့သမားလေးထွက်သွားတာနဲ့တယ်လီဖုန်းကြိုးကိုဆွဲဖြုတ်လိုက်ပြီးအိမ်ရှိဆိုဖာမှာပြန်ပြီးထိုင်နေလိုက်တယ်။ကောင်မလေးမှာကောင်းမဖော်ဝန်းအောင်ကြောက်လန့်နေသည်ကိုတွေ့မြင်ရတယ်။ကောင်မလေးမှာကောင်းမဖော်ဝန်းအောင်ကြောက်လန့်နေသည်ကိုတွေ့မြင်နေရတယ်။သမီးကအရန်ကိုကြောက်နေရဘူး။ဦးကဘာမှမလုပ်ပါဘူး။ဦးစီလာပါအောင်။သမီးကြောက်တယ်။မကြောက်ပါနဲ့ကလေးရဲ့ဒီမွေးနေ့ကိတ်ကြီးကသမီးအတွက်လား။ဟုတ်ကဲ့သမီးနာမည်ဘယ်လိုခေါ်လဲ။သင်ပြန်လက်ကြနာမည်လေးကချစ်စရာလေးပဲသမီးဖေရောပဲသွားလဲအဖေမရှိတော့ဘူးအော်သမီးလည်းဘာမှမကြောက်နဲ့ဦးကဒုက္ခရောက်လာလို့သမီးတို့စီမှာအကူအညီဝင်ပြီးတောင်းတာပါဦးအကူအညီတောင်းတာလဲတနက်ကြီးနဲ့ဒါကတော့မလွဲတာလို့ပေါ့သမီးရဲ့ဆရာရပြီကျေးဇူးတင်နေဗျာအိမ်ဖော်လို့သမားလာပြီးချပေးတဲ့တောက်ရည်ခွက်ကိုမောတော့ပြီးလက်မောင်းမှတန်ရကိုပတ်တီးစီးလိုက်တယ်လက်မောင်းတန်ရရဲ့ကြိုက်ခဲမှုကြောင့်နာကျင်နေပြီးဆိုဖာပေါ်မှာမှီးလိုက်တယ်။ဦးဆေးထည့်ပြီးဆေးတောင်းလိုက်ပါလား။ဟင်ဆရာဝန်သမီးလို့မပြောရအောင်။ဆေးကုမှုပြောနေတယ်။ရတယ်သမီး။ကောင်မလေးပထမလောက်မကြောက်တော့ပေ။မင်းနာမည်ရောတန်ချောင်းပါဆရာ။သူကရောမမြကြီးပါ။ငါနာမည်ဘသူဆိုတာမပြောပြနိုင်တာစိတ်မကောင်း။ငါပေါ်ရန်သူတယောက်လို့သဘောမထားပဲ။ခဏလာတဲ့ဧည့်သည်လို့သဘောထားပေးကွာ။လက်မောင်းမနာရှင်ကတဖြည်းဖြည်းတက်လာနေပြီဖြစ်သဖြင့်တကူလုံးကြိုက်ခဲပြီးဖျားချင်တယ်လို့ဖြစ်လာပြီဖျားချင်တယ်လို့ဖြစ်လာနေပြီဟင်မမလေးပြန်လာပြီတန်ချောင်းကလှမ်းကြည့်ပြီးပြောလိုက်တော့စကားကြောင့်ကိုတန်ချောင်းဗျာတကားတော့ဖွင့်ပေးလိုက်ပါဘာမှမပြောနဲ့နော်ကျုပ်တီးကနေကြည့်နေမယ်ခမည်းနှုတ်ဖျားကျုပ်ရှိနေတာပြောခဲ့ရင်ကျုပ်အစိုးမစိုးနဲ့သွားပြီးဖွင့်ပေးလိုက်ဟုတ်ကဲ့တန်ချောင်းထွက်သွားပြီးစိုက်ကြည့်နေတယ်ခြံတကားပွင့်သွားတာနဲ့ကိုတန်ချောင်းသမီးလေးရောဟိုမမလေးကိုစောင့်နေတယ်ကိုတန်ချောင်းရှင်ဘာဖြစ်နေရလဲဘာမှမဖြစ်ပါဘူးရနက်လက်ကြာစကားဆက်ပြီးမပြောတော့ပဲကားမောင်းပြီးဝင်လာတယ်ဟင်ဖြူတုတ်အိမ်ရှိမှသွေးတန်ရဲရဲနဲ့တည်နေတဲ့ခွေးကလေးဖြူတုတ်ကိုရနက်လက်ကြာတွေ့သွားပြီးနောက်ကိုတန်ချောင်းဗျာမမလေးဖြူတုတ်ဘာဖြစ်တာလဲဘသူတတ်တာလဲဟိုကိုတန်ချောင်းရနက်လက်ကြာစိတ်မရှိတော့ပဲအော်ပြစ်လိုက်တယ်ကျွန်တော်တတ်တာပါဟင်ရှင်ဘသူလဲဘာဖြစ်လို့ဖြူတုတ်ကိုတတ်ရတာလဲကျုပ်ဘသူလဲဆိုတာတော့မပြောနိုင်ဘူးဖြူတုတ်ကိုတတ်ရတာမလွဲတာလို့ရှင်စိတ်မကောင်းပါဘူးဒေါက်တာ
နှုတ်လေးပိတ်ပြီးအိမ်ထဲဝင်လာပါရနက်လက်ရသဘောပေါက်လိုက်တာအိမ်မှာအနှုကြံစီးခတ်နေရချင်းပင်မမေသမီးကောင်မလေးကရနက်လက်ကြောင်ပြေးပြီးဖတ်တယ်ကိုတန်ချောင်းပြားစရာတကောင်းပိတ်လိုက်ပါဟုတ်ကဲ့အေးစစ်စစ်ထိုင်မှာတောက်တာရှင်ပါလို့ချင်တာလဲငွေလားဘာလို့ဆန္ဒတွေစောနေရလဲတောက်တာကျုပ်ပါတခုမှမတောင်းဆိုသေးပါလားရှင်တမျှတိုက်ညာမဟုတ်ဘူးလားတမျှတိုက်နေရတောက်တာရဲ့တနက်ကင်ထားတာတမျိုးမြင်နေရအောင်ကျုပ်တမျှတိုက်နေတာမဟုတ်ရပါဘူးဒါဖြင့်ရှင်ကဒုက္ခရောက်လာလို့အကူအညီဝင်ပြီးတောင်းတာပါဘာရှင်ထိုသူစကားကိုရနက်လက်ကြာနားမလည်နိုင်အောင်ဖြစ်သွားတယ်ဒုက္ခရောက်လို့အကူအညီတောင်းတာလဲတနက်ကြီးနေဆိုတော့ဒုက္ခသေးဆိုတာဘလို့လုပ်ပြီးယုံစရာရှိမှလဲဒါတော့အကြောင်းကြောင့်ပါဒီအတွက်ကျုပ်ရိုင်းပြမှုတစ်ခုဖြစ်ခင်တောင်းပန်ပါတယ်မရင်ကျေးတာတော့အမှန်ပဲခွင့်မလို့လဲရှင်ကဒီအိမ်ကထွက်သွားမလို့လားအခုချိန်မှာတော့ကျုပ်မထွက်သွားနိုင်အောင်တောက်တာရှင်ရာဇဝတ်မှုတစ်ခုကျိုးလို့မီထွက်ပြေးလာလားဟုတ်တယ်ကျုပ်လူတက်လာတာဟင်လူတက်တယ်ဆိုတဲ့အပိုင်းကတော့ဥစ္စာပစ္စည်းလူယူဖို့အတွက်လူတက်ခဲ့တာမဟုတ်ဘူးကျုပ်သမိုင်းကြောင့်အတွက်ရာဇဝင်ကျွေးဆက်ခဲ့တာထားလိုက်ပါဒါရှင်အပိုင်းကျမတို့ရှင်ဘာကူညီပေးရမှာလဲရာဇဝတ်မှုကျူးလွန်လာသူအားပေးတာမျိုးတော့မလုပ်နိုင်ဘူးနော်မင်းဖက်ကမကူညီနိုင်တော့ရင်လဲကျုပ်ဖက်ကတနက်တလက်နဲ့ဆက်ပြီးကူညီတောင်းရမှာပဲရှင်ကျုပ်အတွက်ရှေ့ဆက်ပြီးအဖမ်းမခံရရေးအတွက်မင်းတို့ပေါ်မှာတက်ညာနိုင်ခြင်းမရှိတော့စိတ်မကောင်းပါဘူးအိမ်ရှင်တို့ဟင်ကိုတန်ချောင်းဘသူတွေလဲကြည့်လိုက်ပါကိုတန်ချောင်းပတင်းပေါက်မှအပြင်ကိုကြည့်လိုက်စဉ်ဟာမမလေးရဲရီဘာဟဲတနက်ကိုမောင်းတင်လိုက်ပြီးကောင်မလေးနာတို့ကတ်လိုက်ကရှင်ဘာလို့မလို့လဲအခုချိန်မှာဘာလို့မလဲဆိုတာမင်းဖက်ကဘာလို့ပေးမလဲဆိုတာကိုစောင့်ကြည့်အောင်မရှိတယ်ကိုတန်ချောင်းတကားတော့ဖွင့်ပြီးပေးလိုက်ရှင်အခန်းထဲမှာသမီးကိုခေါ်ပြီးဝင်နေပါကောင်းပြီဒေါက်တာကိုတန်ချောင်းခွေးကိုအရင်အစဖြောက်လိုက်ပါဖြောက်ပြီးပါပြီဆရာရှင်တော်တော်ရက်ဆက်တဲ့သူရနက်လက်ကြာအိမ်တကားကိုဖွင့်ပြီးကိုတန်ချောင်းကိုခြံတကားသွားပြီးဖွင့်ပေးခိုင်းလိုက်တယ်သက်ဆိုင်ရာရဲအရာရှိစောစောမောင်နဲ့ရဲတပ်ဖွဲ့ဝင်2ဦးဝင်လာပြီးနောက်ကိုစောစောမောင်ဘာကိစ္စများလဲအော်ရနက်လူသက်သမားတယောက်ဒီဘက်ကိုရောက်လာတဲ့ထင်လို့ဝင်ရှာတာပါအော်ရနက်တို့ခြံထဲမှာတော့ဘာအေးရောင်မှမတွေ့ဘူးကိုတန်ချောင်းတွေးမိသေးလားမတွေးမိပါမမလေးအေးဗျာလူသက်သမားဒီနောက်တစ်ဝိုက်မှာပျောက်သွားတာတို့ကိုခွင့်ပြုပါအောင်ရနက်ကောင်းပါပြီစောစောမောင်တို့ထွက်သွားပြီးနောက်ရနက်လက်ကြာခြံတကားအိမ်တကားမြောက်ပြန်ပိတ်ပြီးအိမ်ထဲကိုပြန်ပြီးဝင်လာတယ်ကျေးဇူးတင်ပါတယ်ဒေါက်တာရှင့်ကိုကျမကူညီတာမဟုတ်ဘူးသမီးလေးအသက်အန္တရာယ်အတွက်မဖြစ်မနေတယောက်ဆောင်ပေးတယ်ဆိုတာတော့ရှင်သဘောပေါက်ပါဘလို့ကြောက်မယ်ဖြစ်ဖြစ်ကျုပ်ကကျေးဇူးတင်ပါတယ်ဗျာရှင်ပါဆက်ပြီးတနက်နဲ့ချင်းချောက်မှလည်းပြောကျုပ်ဒီအိမ်ကနေပြန်ပြီးထွက်နိုင်တဲ့အခြေအနေပေါ်မှာမူတည်ပြီးပြန်မယ်ထွက်နိုင်တဲ့အခြေအနေဆိုတာဘာကိုပြောရလဲအပြင်မှာအခြေအနေကောင်းရင်မင်းအိမ်ကထွက်သွားမှာပါမင်းသိပ်ပြီးလဲစိတ်မပူပါနဲ့တခုတော့ပြောရမယ်နော်ကျုပ်အပေါ်မကောင်းစိတ်မွေးတော့ကျုပ်ကိုရက်ဆက်တဲ့သူလို့မထင်နဲ့ရှင်ကျမတို့အပေါ်မှာမကောင်းစိတ်မွေးတာမျိုးမရှိရင်တော့ကျမတို့ဘက်ကမကောင်းစိတ်မွေးစရာမရှိပါဘူးဒါဆိုရင်မင်းတို့နဲ့ကျုပ်ကြားမှာပြဿနာဆိုတာမရှိဘူးပေါ့ဟုတ်လားဒီလိုပဲသဘောထားကြရအောင်ကိုတနက်သမားအိမ်ထဲကိုလှမ်းဝင်ရင်လက်မောင်းကအနာရှင်ကြောင့်ကိုကလေးရင်းကျသွားတယ်ရှင်တန်ရာရလာလားဟုတ်တယ်မမေဘာလဲသမီးဦးတန်ရာကိုဆေးကုပေးလိုက်ပါနော်ကောင်မလေးစကားကြောင့်ရနန့်တနက်သမားကိုလှမ်းကြည့်လိုက်တယ်ရှင်တန်ရာဘာတန်ရာလဲတနက်တန်ရာရှင်ယုံကြည်တယ်ဆိုရင်ဆေးထည့်မလားရပါတယ်ဆရာဝန်တယောက်ရှိမှလူနာတယောက်ဝေဒနာခံစားနေရတာမကြည့်ရပါဘူးကိုတန်ချောင်းပြားမမလေးရှင်နွေးနဲ့ဆေးအိတ်ယူခဲ့ပါဟုတ်ကဲ့ကဲရှင်စိတ်ချစွာနဲ့ထိုင်ပါရှင်တနက်ကြီးကိုလည်းတိန်းထားလိုက်ပါဆရာဝန်နဲ့လူသက်လက်နက်ကလုံးလုံးကြီးကိုဆန့်ကျင်နေတယ်တနက်သမားရနန့်ပြောတဲ့အတိုင်းထိုင်ချလိုက်တယ်ကောင်မလေးကတနက်သမားရဲ့ဘေးမှာဝင်ထိုင်ပြီးဂယုဏတက်စွာဖြင့်ကြည့်နေတယ်ဒီနေ့သမီးမွေးနေလားဟုတ်ကဲ့ဦးကြောင့်သမီးမွေးနေလေမပြက်စီရပါဘူးကွယ်ဦးတကယ်ပြောနေရလားယင်တကယ်ပြောတာပေါ့ကလေးရဲ့တနက်သမားနဲ့တင်းပြန်စကားပြောနေတာကိုရနန့်ကြည့်နေရင်တတိထားမိတာကတော့တနက်သမားကလူဆိုးလူမိုက်အသွင်တရံတော့မပေါက်ပေမမလေးတန်ချောင်းရင်နွေးစလုံးနဲ့ဆေးအိတ်ကိုရနန့်ရှေ့မှာချပေးလိုက်ပြီးရှင်လက်ကအဝတ်ဆောင်ဖြီရအောင်တနက်သမားသူ့လက်မောင်းကိုရနန့်ဖက်ကိုတိုးပေးလိုက်တယ်ရနန့်ကပတ်ထားတဲ့အဝတ်ဆောင်ဖြီကြည့်ပြီးတန်ရောတော်တော်ပြင်းတာပဲရှင်စိတ်အားပြင်းထန်တဲ့သူမို့တခြားတယောက်ဆိုအခုလောက်ဆိုလဲလောက်ပြီးဒီတန်ရာကြောင့်ကျုပ်လဲလို့မဖြစ်သေးဘူးကျုပ်မှမပြီးဆုံးသေးတဲ့တာဝန်တွေရှိသေးတယ်တနက်သမားနှုတ်ဖျားမှနာကျင်လာသောစကားသံတွေထွက်လာတယ်ကျုပ်သက်ဆိုင်ရာလက်ထဲကိုအရောက်မခံနိုင်တာ
ကိုကျူးလို့နဲ့အပြစ်ကိုမခံရဲလို့တော့မဟုတ်ဘူးကျုပ်ရာဇဝင်ကျွေးအတွက်ဆက်ဆရာကြံ့နေသေးလို့ကျုပ်မင်းတို့ပေါ်မှာအနိုင်ကျင့်တယ်လို့ဖြစ်သွားတာစိတ်မကောင်းပါဘူးရှင့်တန်ရာသွေးထွက်အရမ်းများပြီးရှင်အရန်အားနေနေတယ်ရှင်ဆေးထိုးဆေးတောက်ပြီးအနားယူမှဖြစ်မယ်ကျုပ်ကိုမင်းအိတ်ခိုင်းနေရလားဟုတ်တယ်ကျုပ်ဘဝမှာစိတ်ချစွာအိတ်လို့မရနိုင်သေးဘူးဒီတိုင်းဆိုရှင်လဲသွားနိုင်တယ်နော်ကျုပ်အိတ်ပြောခြင်းဟာကျုပ်ကိုထောင်ထဲရောက်စေတာနဲ့အတူတူပဲရှင်ကျမမယုံကြည်တာလားကိုယ့်အိမ်ပေါ်မှာတနက်နဲ့ဝင်ပြီးအနိုင်ကျင့်နေတဲ့သူပေါ်မှာမင်းသဘောကောင်းနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးရှင်ပြောတာမှန်ပါတယ်ရှင်အပေါ်မှာကျမသဘောမကောင်းနိုင်တာတော့သိချတယ်ဒါပေမဲ့ရှင်ကကျမရဲ့လူနာဖြစ်နေပြီဆိုတော့ရှင်ဒုက္ခရောက်မှာတော့မမြင်လို့ပါဘူးကျေးဇူးတင်ပါတယ်ဒေါက်တာကျုပ်အတွက်အင်အားအရှိဆုံးနဲ့ပဲဒီတညောင်ဖြတ်ကျော်မှာပါဒါကတော့ရှင်သဘောပဲရနံလက်မောင်းတန်အောင်ဆေးကြောပြီးဆေးထက်ကဆေးတစ်လုံးတော့ထိုးရမယ်ဘလို့လဲရှင်ကျမထိုးတဲ့ဆေးကိုအထိုးခံရေးပါမလားဆရာဝန်တယောက်ဟာလူနာတယောက်ပေါ်မှာထားတဲ့စိတ်သက်ပိုင်းနဲ့စေတနာပိုင်းကိုယုံကြည်စွာနဲ့ပဲကျုပ်ဆေးထိုးခံမယ်တခုတော့ကြိုးပြီးပြောထားမယ်မင်းဆေးကြောင့်ကျုပ်ဟာတက်ဆိုင်ရာလက်ထက်ကိုရောက်ခဲ့မယ်ဆိုရင်တော့ကျုပ်ရာဆွင်ကျွေးဆက်မဲ့စင်းထဲမှာမင်းလက်ပါနေအောင်မှာပါရှင်တန်တရားကင်းစွာနဲ့ဆေးထိုးခံပါရှနန်ကတနက်သမားကိုဆေးတစ်လုံးထိုးပေးလိုက်ပြီးတောက်ဆေးပါပေးလိုက်တယ်ကျုပ်ကိစ္စပြီးသွားပြီလားပြီးသွားပြီဒါဆိုသမီးလေးရဲ့မွေးနေ့ပွဲလေးကိုပြုလုပ်ပေးလိုက်ပါကျုပ်ပေးရနေပဲထိုင်ကြည့်နေပါမယ်ရှင်ကသမီးမွေးနေ့ပွဲကိုဖိတ်ကြားခြင်းမရှိပဲရောက်ရှိလာတဲ့အထူးဧည့်သည်တယောက်လို့သဘောထားပြီးသမီးမွေးနေ့ပွဲကိုကျင်းပလိုက်ပါမယ်သမီးရှင်မမေမွေးနေ့ဖြောင်းနိုင်တွေစိုက်ပြီးထုံတော့လေကောင်မလေးကမွေးနေ့ဖြောင်းနိုင်စိုက်ပြီးမေးထုံလိုက်တဲ့အချိန်မှာတနက်သမားစန္ဒျာပေးရှိထိုင်ခုံပေါ်မှာထိုင်ပြီးမွေးနေ့တီလုံးလေးကိုတီးပေးလိုက်တဲ့ဖြင့်မွေးနေ့ပွဲလေးမှာအသက်ဝင်မြိုင်ဆိုင်သွားတယ်သမီးလေးသင်ပြန်လက်ကြဒီနေ့ဒီရမစပြီးနှစ်ပေါင်း100တိုင်အသက်ရှည်ကျန်းမာစွာရှိပါစေသာဖျောင်းတိုင်မီလေးမြောင်မှုတ်ပစ်လိုက်ပြီးမွေးနေ့ကိတ်ကိုလှီးကကောင်မလေးကတယောက်ချင်းစီလိုက်လံကျွေးတယ်။ဦးစားနော်။ကျေးဇူးသမီးမွေးနေ့ကိုအခုလိုတက်ရောက်လာတဲ့ဦးသမီးကလည်းကျေးဇူးတင်ပါတယ်။ချစ်ဖွယ်ကောင်းလာတော့ကောင်မလေးစကားကြောင့်တနက်သမားကျေနပ်စွာပြုံးလိုက်တော့တယ်။ရှင်စန္ဒျာကျွန်းကျွန်းကျင်ကျင်တီးတက်ပုံပေါက်တယ်။တီးတက်ရုံလောက်ပါဗျာ။ကျမစန္ဒျာကြီးကိုတီးတက်လို့ဝယ်ထားတာတော့မဟုတ်ဘူး။စန္ဒျာသိပ်ပြီးမျက်နှိုးလို့ဝယ်ထားတာလည်းရပ်ပိုင်းပဲရှိသေးတာ။စန္ဒျာဖွင့်ပေးတဲ့တခြင်းမရှိသေးဘူး။ရှင်တခြင်းတစ်ပုတ်လောက်တီးပြပါလား။တနက်သမားမငင်းပဲခေါင်းငိမ့်လိုက်ပါတော့တယ်။ဆရာဘလို့လဲ။ချမ်းအပြစ်မှာမတင်ကားသဖြင့်ကင်းပုံဝတ်ပြီးစောင့်နေတော့ဒူးရဲအုပ်စောမောင်တို့ဖွဲ့အိမ်ထဲမှာစန္ဒျာတန်နဲ့မွေးနေ့ဆုတောင်းတခြင်းတန်များကြောင်းနားမလည်နိုင်အောင်ဖြစ်နေတယ်။စဉ်းစားလို့တော့မရတော့ကွာ။လူသက်သမားအိမ်ထဲမှာရှိနေဒီလိုစန္ဒျာတန်တွေကြားမှာမဟုတ်ဘူး။လူသက်သမားခြေရာပြောက်သွားတာဒီအိမ်နားမှာပဲဆရာ။ဒီကောင်တခြားဝေးမပြေးနိုင်ဘူး။ပြီးတော့လက်မောင်းမှာတန်ရနဲ့ကျွန်တော်ကတော့အိမ်ထဲဝင်ပြီးရှာချင်တယ်။မဖြစ်သေးဘူးတောက်ထွန်းဒီကောင်လက်ထဲမှာတနက်ရှိတယ်။ငါတို့တုံ့ပြန်ဖို့ထက်အိမ်ထဲမှာရှိတဲ့သူတွေကိုတစ်စက္ကန့်လုံနိုင်တယ်။ရနန်းတို့အိမ်မှာယောက်ျားသားဆိုလို့တန်ချောင်းတယောက်ပဲရှိရမလား။အိမ်ထဲမှာလူသက်သမားရှိမရှိကိုအရင်သိအောင်လှုပ်ပြီးမှဘာဆက်လှုပ်တင်လဲဆိုတော့ဆုံးဖြတ်ချက်ချလို့ရမယ်။ခြံထဲဝင်ပြီးအနီးကပ်လေးလိုက်ကောင်းမယ်။အနီးကပ်ဝင်နိုင်အောင်ငါတို့ဘက်ကတခုခုစီစဉ်ရအောင်။ရဲဘော်နှောင်းလက်ပြောပါဆရာ။လက်စစ်ဌာနအောင်မိခဏဖြတ်ပေးဖို့ပြောလိုက်။ပြီးရင်ဒီအိမ်ကိုတီးချမိဖြတ်တောက်နိုင်အောင်လုပ်ခိုင်း။ဟုတ်ကဲ့ဆရာ။ဒူရဲအုပ်စောမောင်တို့ဖွဲ့ကင်းလှည့်လာရင်လမ်းမှာတနက်တန်ကြောင်အခင်းဖြစ်ပွားရာစီသို့ရောက်အသွားလူသက်သမားနဲ့မျက်နှာချင်းဆိုင်ပတ်ပင်တိုးသဖြင့်လက်နက်ချခိုင်းရမချသဖြင့်တနက်နဲ့လမ်းဟန်တားရလူသက်သမားလက်မောင်းကိုထိပြီးထွက်ပြေးရလွတ်မြောက်ခြင်းဖြစ်တယ်။ဆရာဘာလဲတောက်ထိန်လူသက်သမားတတ်ခဲ့တဲ့သူကဥမှန်တိုင်မလား။ဟုတ်တယ်သိသွားပြီမလားဆရာ။ငါတို့အိမ်ပေါ်ရောက်တော့အတန်ငွေ့ငွေ့လေးရှိသေးတယ်။ဥမှန်တိုင်တို့ဖျားနောက်ဆုံးပြောနိုင်တာမနောဆိုတဲ့နာမည်တစ်ခုပဲ။မနောဆိုတာလူသက်သမားနာမည်ဖြစ်နိုင်မလား။ဖြစ်ဖို့တော့များတယ်။ဆရာအခုလူသက်မှုဘလို့ထင်မြင်ကောက်ချက်ချမလဲ။ငါထင်မြင်ချက်ရဆိုရင်တော့အခုလူသက်သမားငွေကြေးဥစ္စာကြောင့်တမ ्या တိုက်လူရက်မှုတော့မဟုတ်ဘူး။အညိုးတစ်ခုခုကြောင့်တတ်တာဖြစ်နိုင်တယ်။ကျွန်တော်အံ့ဩတာတစ်ခုရှိတယ်ဆရာ။ဘာများလဲ။ဦးမန်တိုင်ကကျွန်တော်တို့မြို့မှာတကယ်လူကြီးလူကောင်းတစ်ယောက်ဖြစ်ပြီးအလူအတန်းနဲ့ဘာသာရေးပိုင်းလူမှုရေးပိုင်းမှာအကျိုးပြုနေတဲ့သူတစ်ယောက်နဲ့ရန်ညိုးဖွဲလောက်တဲ့ကိစ္စရဲ့တတ်တဲ့သူအံ့ဩတာပါ။ဦးမန်တိုင်နဲ့ပတ်သက်ပြီးငါတို့မြင်တဲ့အမြင်ကအပေါ်ရန်မြင်တစ်ခုလောက်ပဲရှိမယ်။တကယ်အတွင်းပိုင်းအခြေအနေကိုဘယ်သူမှအတက်ပြောလို့ရမှာမဟုတ်ဘူး။သိသွားတဲ့ဥမှန်တိုင်နဲ့ပတ်သက်ပြီးအားလုံးအကောင်းမြင်နေကြပေမဲ့ငါရဲ့အမြင်ကဥမှန်တိုင်တန်တရားရှိနေတဲ့အချက်တွေရှိနေတယ်။ဟာလှုပ်ဆမ်းမအောင်ဆရာရဲ့ကျွန်တော်တို့ကဥမှန်တိုင်ကိုလူကြီးလူကောင်းတယောက်လိုပဲမြင်နေတာဆရာပြောတဲ့အချက်တွေကဘာလဲ
ပထမတန်တရားဖြစ်เสียဥမှန်တိုင်လောက်ကင်နေတဲ့စက်ပြဆက်ရုံကလုပ်ငန်းတွေနဲ့အလုပ်သမားတွေဟုတ်လားဆရာဟုတ်တယ်တောက်ထိန်ဥမှန်တိုင်ဆက်ရုံမှာလုံနေတဲ့သူတော်တော်များများထောင်ကျပူတဲ့လူဆိုးလူမိုက်တွေဖြစ်နေတာရဲ့စက်ပြဆက်ရုံထဲမှာအပြင်လိုအတိမခံတဲ့စက်ခန်းတွေနဲ့အပြင်အလုပ်သမားတွေကိုတိတ်ပြီးအလုပ်မခံတာတွေကတန်တရားဖြစ်เสียတွေပဲဒီလိုလူမျိုးကသက်ဆိုင်ရာစိတ်ဝင်စားမှုမရှိအောင်ဘာသာရေးလူမှုရေးပိုင်းတွေမှာလူကြီးလူကောင်းရောင်ဆောင်တက်ကြတယ်ဥမှန်တိုင်တတိထားမိတဲ့နောက်ဆုံးတန်တရားသူ့အိမ်မှာအဆောင်တွေကိုလိုအပ်တာတဲ့ပို့ပြီးထားတာပဲတောက်ထိန်ဟုတ်တယ်ဆရာအဲ့ဒါဘာကြောင့်လဲသူအသက်အန္တရာယ်အတွက်လေဥမှန်တိုင်ကတကယ်ဘာသာရေးသမားစစ်ဆိုရင်ဒီလောက်ထိအဆောင်နေထားเสียမလို့ဘူးဆရာပြောတော့လဲစိတ်ဝင်စားစရာပဲငါဥမှန်တိုင်နဲ့ပတ်သက်ပြီးစုံစမ်းနေတာကြာပြီကွာဒါပေမဲ့ဥမှန်တိုင်တိတ်ပြီးပြီးရသေးတတ်တယ်ဆိုရမှာပေါ့အစလေးတော့မရသေးဘူးအခုအသက်ခံရတာဒါနဲ့ဆရာစကားမဆက်ဆရာမေးအောင်မယ်ဘာတွေမေးချင်လို့လဲဟိုဆရာနဲ့ဒေါက်တာရနန်းကဇလန်းရှိခဲ့ဘူးတဲ့ဆိုတောက်ထိန်မင်းစကားဥမှန်တိုင်ကိစ္စနဲ့ဘယ်ရောက်သွားလဲကွာဒီလိုပေါ့ဆရာရဲ့မေးကြည့်တာပါဒီအကြောင်းတွေနောက်တော့ပြောပြတာပေါ့ကွာအခုလူသက်သမားမိဖို့အရေးကြီးတယ်ဟိုမှာနောင်လက်ပြန်လာပြီနောင်လက်အနားကိုပြန်ရောက်တာနဲ့နောင်လက်အားလုံးစီစဉ်ခဲ့ပြီလားစီစဉ်ခဲ့ပြီဆရာတောက်ထိန်ပြောပါဆရာမိပြက်တာနဲ့မင်းနဲ့ငါခြံကြီးတဲ့ဝင်ဖို့ပြန်တာကျန်တဲ့ရဲဘော်တွေအပြင်မှာအသင့်နေထားယူကြငါစီကပြစ်မိတ်မပေးမချင်းဘသူမှမပြစ်ကြနဲ့ကြားလားဟုတ်ကဲ့တူရဲအုပ်စော်မောင်နဲ့တောက်ထိန်အသင့်အနေထားကိုပြင်ထားလိုက်ပြီးမိပြက်ချင်းကိုစောင့်နေလိုက်ကြတယ်စန္ဒယာတီလုံးလေးပြီးဆုံးသွားတာနဲ့လက်ခုပ်တန်တွေတဖြောင်းဖြောင်းရှင်ရဲ့စန္ဒယာလက်တန်ကပါရမီရှင်တယောက်လိုလက်တန်ပြောင်းမြောက်ပါတယ်ဒါပေမဲ့ရှင်လက်တွေကအံ့ဩဖို့တော့ကောင်းတာမင်းကဘာလို့ဆိုလိုတာလဲတနက်ကံပြီးလူသက်တဲ့ရှင်လက်ကအမှုပညာဆန်စွာရှိနေတာပါကျုပ်လူသက်သမားဖြစ်ပေမဲ့ကျုပ်နှလုံးသားအမှုပညာခန်းစားမှုတွေနဲ့ပြည့်နှက်နေသူပါဒါပေမဲ့ကျုပ်နှလုံးသားတွေကိုနာကြီးချက်တွေပေးခဲ့တဲ့သူတွေကြောင့်အမှုပညာတဲ့ကျုပ်လက်တွေကတနက်ကံပြီးလူသက်နေရတာရှင်စကားတွေကစိတ်ဝင်စားဖို့ကောင်းတယ်အထူးသဖြင့်ရှင်ခန်းစားချက်တွေပေါ့ထားလိုက်ပါလေလူတယောက်ရဲ့ဘဝဆိုတာဆက်စုလို့ကောင်းတာမဟုတ်ဘူးရှင်စီဟာသိချင်တာလေးတခုတော့ရှိတယ်မင်းဘာသိချင်တာလဲရှင်နာမည်မနောလို့ခေါ်ပါတယ်မနောအမှုပညာဆန်တဲ့နာမည်လေးပဲကျုပ်ဘဝအတွက်မနောဆိုတဲ့နာမည်ကမော်ဆန်သွားပါပြီဟာအိမ်တအိမ်လုံးမီးအမောင်ကျသွားတာကြောင့်မနောကထိုမီးပြတ်မှုဟာလုံးဝမယိုသားသောမီးပြတ်မှုတစ်ခုဖြစ်တယ်ဆိုတာကိုသဘောပေါက်လိုက်တယ်ပတင်းတကောက်အသာလက်ပြီးအပြုံလန့်ကြည့်တော့အမောင်ထုထဲမှာအရေးတရံတစ်ခုလှုပ်ရှားနေတာကိုတွေ့ရတယ်ဒေါက်တာရှင်ဘာပြောချင်လို့လဲပြောပါကျုပ်ကိုအန်ဒီရပြုတ်မဲ့သူတွေတော့ခြံထဲဝင်လာနေပြီဒီတော့ကျုပ်အတွက်တော့သမီးလေးကိုအသုံးချတော့မှာပဲရှင်ကျုပ်ဒီနေရာအခုချက်ချင်းထွက်မယ်သမီးလေးကိုတစ်စက္ကန့်လုပ်ပြီးခေါ်သွားရမှာပဲကိုမနောဒေါက်တာဘာပြောချင်လို့လဲပြောပါရှင်သမီးလေးကိုခေါ်မသွားနဲ့ကျမကိုသမီးလေးအစားခေါ်သွားပါကောင်းပြီဒါဆိုကားသင်ပြင်ခါလိုက်တန်ချောင်းမမလေးကားကိုသွားပြီးထောက်ခဲ့ဟုတ်ကဲ့ခဏနေအောင်တန်ချောင်းငါတို့ပါတခါတည်းထွက်မယ်ဒေါက်တာရှေ့ရသွားပါမမေသမီးပါလိုက်မယ်သမီးဦးကသမီးအမေကိုပြန်ပြီးလွတ်ပေးမှာပါစိတ်မပူနဲ့နော်ဦးတကယ်ပြောရလားယင်ဦးသမီးကိုမညာပါဘူးကွယ်ဒေါက်တာသွားကြရအောင်ပါမမြကြီးရှင်မမလေးသမီးလေးကိုကိူးဆိုင်နော်ဟုတ်ကဲ့မနောနဲ့ရနန်တို့ကားကိုတောင်စီလျှောက်လာပြီဒေါက်တာကားမောင်းပါရနန်ကားဆက်နိုးပြီးမောင်းထွက်သွားတာနဲ့ရက်စောမောင်တို့ကားကိုလမ်းပြီးတားလိုက်တယ်ဒီမှာတွေ့လားဒီရဆီအောင်မအသက်ကိုမထိခိုက်စေခြင်းတကားပွင့်ပြီးသွားခွင့်ပြုလိုက်ပါကိုစောမောင်အချိန်မရှိဘူးဗျာကျုပ်တစ်ကနေ9ထိပဲဆိုမယ်ကျုပ်အတွက်လူနောက်တယောက်တတ်ဖို့ဆိုတာဘာမှမခဲရင်နော်စောမောင်ခဏမျှစဉ်းစားပြီးကောင်းပြီခမတောင်းဆိုတာခွင့်ပြုတယ်ခွင့်ပြုရုံနဲ့မပြီးဘူးကျုံနောက်ကိုဆက်ပြီးလိုက်လာမယ်ဆိုရင်ဆီအောင်မအလောင်းလိုက်ပြီးတဲတယ်လို့ဖြစ်နေမယ်နော်ခမနောက်မလိုက်ရောမြို့အစုံရောက်တာနဲ့ဆီအောင်မကိုပြန်ပြီးလှုပ်ပေးလိုက်မယ်ကောင်းပြီတောက်ထိန်ပြားစရာတကားသွားပြီးဖွင့်ပေးလိုက်ဟုတ်ကဲ့တောက်ထိန်ခြံတကားကိုဖွင့်ပေးလိုက်တာနဲ့တောက်တာမောင်းတော့ရနက်မောင်းလာတဲ့ကားလေးချန်ပီယံစီတို့မောင်းထွက်ခဲ့ပြီးနောက်တောက်ထိန်ပြောပါစရာအရက်ဘက်ကားတစ်စီးအများဆုံးစီစဉ်ဒီလူမြို့စုံရောက်ဖို့တနိုင်လောက်မောင်းရအောင်မယ်အရက်ဘက်ကားတစ်စီးရမှဖြစ်မယ်စီယာဟိုမှာလိမ္မော်သီးတွေတင်တဲ့ကားလာနေတယ်ဒါဆိုတော့ပဲလှမ်းမိတားလိုက်လိမ္မော်သီးများတင်ဆောင်လာတော့ကားကိုလမ်းတားလိုက်ပြီးစောမောင်တို့အခက်ခဲအခြေအနေများကိုပြောပြပြီးအဝတ်စားပါလဲကတောက်ထိန်မင်းနဲ့ငါဒီကားနဲ့လိုက်မယ်နောင်လက်ပြောပါစရာ
စခန်းကိုအကြောင်းကြားပြီးနောက်ကနေလိုက်ခဲ့အဆက်တွေငါတို့လုံးမလောက်ကြမယ်ဟုတ်ကဲ့တောက်ထိန်တော့ကြရအောင်စောစောမောင်နဲ့တောက်ထိန်လိမ္မော်တီကားပေါ်သို့တက်ကမောင်းထွက်လာခဲ့တယ်စီယာဘာလဲတောက်ထိန်မြို့ဝင်ကဲကိုလမ်းမအကြောင်းကြားရင်ကောင်းမလားအေးလမ်းမအကြောင်းကြားလိုက်တောက်ထိန်ဆက်ဖြင့်မြို့ဝင်ကဲကိုလမ်းမအကြောင်းကြားလိုက်တယ်ဆရာကိုကြည့်ရတာစိတ်တွေအရန်လှုပ်ရှားနေတယ်လို့ပဲမင်းပါလို့ပြောနိုင်တာလဲဆရာနဲ့ကျွန်တော်အမှုတော်တော်များများလိုက်ဖူးပါတယ်တခါမှဆရာစိတ်လှုပ်ရှားနေတာမတွေ့ခဲ့ဘူးဒီတခါတော့ဆရာစိတ်တွေအရန်လှုပ်ရှားနေတယ်လို့ပဲတပည့်ဖြစ်သူစကားကိုစောစောမောင်တယောက်မငင်းလို့ပဲအမှန်တကယ်ဒေါက်တာရှနန့်အတွက်စိုးရိမ်မှုတွေပြည့်နေရတော့အမှန်ပဲညတကောင်ရန်ရဲ့ကျဲစင်တွေကကောင်းကင်ရဲမှာစုံညီစွာရှိနေကြတယ်တစ်ချက်တိုးဝေးလာတော့လေကြောင်မနှောတယောက်အပြားဝင်ခြင်းတလို့ဖြစ်နေတယ်သူတို့နှစ်ယောက်စီးလာတော့ကားမှာအမိုးပြက်ပြိုင်ကားလေးဖြစ်တာကြောင့်လေရဲ့တုံးမှုကိုမနှောအလူလဲခံနေရတယ်ရှင်သိပ်ပြီးချမ်းနေလားဟုတ်တယ်မနှောလက်များတောင်တုံရင်နေပြီခဏလေးတီးခံပါရနံ့ကားဆက်ကိုထပ်ပြီးမြင့်ကအမြန်ဆုံးမောင်းလာပြီးစားတော့ဆိုင်ရှိမှကားကိုရပ်လိုက်တယ်စားတော့ဆိုင်ပိတ်နေလေပြီမင်းပါလို့မလို့လဲရှင်အတွက်အရက်ဝယ်ပေးမလို့ဗျာရှင်အချမ်းတန်လောလောဆယ်ကောက်ွယ်နိုင်တာအရက်တစ်ခုပဲရှိတယ်ရှင်ယုံကျမစင်းမီးဝယ်မယ်နေကျုပ်ပါလိုက်မယ်နှစ်ယောက်သားအောက်ကိုဆင်းလိုက်ပြီးနောက်ဘာဖြစ်တာလဲတောက်တာရှင့်မပတ်စံပါလားကျမမပါဘူးဒီချိန်နေရောက်မှဘာမှစိတ်မပူနဲ့တနက်ရှင်ငွေရှိတယ်လို့ပဲမှတ်လိုက်ရှင်ဘာလို့မလို့လဲအရက်တစ်လုံးအတွက်တမျှတိုက်ရမှာပဲလေဟင်မနှောစကားကိုရှင်နဲ့ဘာမှဆက်ပြီးမပြောပဲပိတ်ထားသောဆိုင်တကားကိုခောက်ခိုင်းသဖြင့်ခောက်လိုက်တယ်တကားကို၃ချက်ခောက်လိုက်တာနဲ့ဆိုင်ထဲကလူအပေါဝါမှချောင်းကြည့်ပြီးမိန်းကလေးတယောက်ဖြစ်တာကြောင့်တကားကိုဖွင့်ပြီးထွက်လာတာနဲ့ဟေးကောင်ဟာခမည်းမလုံနဲ့ဆိုင်ထဲကိုဝင်စမ်းဟုတ်ကဲ့ဆိုင်ထဲကိုရောက်တာနဲ့ငါအရက်တစ်လုံးလိုချင်တယ်ရပါတယ်ဆရာဘာရက်လိုချင်လဲဘာအရက်ရကွာမနှောအရက်တစ်လုံးယူပေးပြီးနောက်ဘာလိုချင်သေးလဲဘာမှမယူချင်အောင်ကျေးဇူးပဲရနန်းနဲ့မနှောအရက်ပလင်းကိုဆွဲပြီးအပြင်ကိုပြန်ပြီးထွက်လာကရှင်ဖောက်ပြီးတောက်လိုက်မနှောပါဆက်ထဲမှာပူရှာအရသာကြောင့်တော်တော်ခံရခတ်သွားပေမဲ့အချမ်းကတော့ပြေးသလိုဖြစ်သွားတယ်အနောက်ဘက်စီမှာကားမိအောင်လမ်းပြီးတွေ့လိုက်ရတယ်တောက်တာမောင်းတော့ဒီကောင်တွေလိုက်လာပြီးထန်တယ်ရဲကားတော့မဟုတ်ပါဘူးအရက်ကားနဲ့လိုက်လာမှသိချတယ်လေရနံ့ကားဆက်နိုးကမောင်းထွက်လာရင်ရှင်အတွက်လွတ်လန်းရှိနိုင်ရဲ့လားလွတ်လန်းမရှိလဲလွတ်အောင်ပြေးရမှာပဲတောက်တာကျမဘယ်ထိလိုက်နေရမှာလဲကျုပ်ကတိတီးပါတယ်မြို့စွန်ထွက်လန်းရောက်တာနဲ့တောက်တာလှည့်ပြီးပြန်နိုင်ပြီရှင်ကတိကိုကျမယုံရမှာလားကျုပ်ကမလွဲတာလို့တောက်တာကိုခေါ်လာခဲ့ရတာပါကျုပ်ဘဝတစ်လျှောက်မှာကျုပ်ဘသူ့ကိုမှဒုက္ခမပေးခဲ့ဘူးတောက်တာကိုဒုက္ခပေးတာပထမဦးဆုံးပဲဒီအတွက်ကျုပ်တကယ်စိတ်မကောင်းပါဘူးတောက်တာရနံ့ကလေတိုးမှုကြောင့်ပြန်ဝဲနေသောစပင်ကိုသိရင်ဘဝတစ်လျှောက်မှာလူတွေကိုဒုက္ခမပေးဘူးတဲ့သူကလူသက်ရတယ်လို့ဒါကတော့လူသက်ရတဲ့အကြောင်းရင်းရှိလာလို့ပါရှင်ဘသူ့ကိုတတ်ခဲ့တာလဲဦးမှန်တိုင်ဟင်ဒေါက်တာကဘာလို့အံ့ဩရတာလဲဦးမှန်တိုင်ကဒီမြို့မှာလူကြီးလူကောင်းဘာသာရေးသမားရေးပဲအလူတန်းဖက်မှာရောလူမှုရေးဖက်မှာရောအရင်ကောင်းတဲ့လူကြီးတယောက်ပါဒီလိုလူရှင်တတ်ခဲ့တာအံ့ဩစရာပဲဟာရှင်ဘာလို့ရှိရလဲဦးမှန်တိုင်လို့လူကြီးလူကောင်းသူတော်ကောင်းကြီးလို့ပြောနေလို့ပါအင်းလေဒီလူကြီးကဟန်ဆောင်ကောင်းပြီးတိတ်ကိုပြီးရတဲ့လူရုပ်မာကြီးဆိုတာဘယ်သူမှမသိကြတာအဲ့ဒါကြောင့်တကယ်ဘလူးကြီးကိုသူတော်စင်ထင်းနေကြတာရှင်ပြောတော့ကျမသဘောမပေါက်ဘူးကျုပ်ပြောခွင့်ကြုံတဲ့အခါမှာပြောပြပါမယ်လေစောစောမောင်တို့မောင်းလာတော့ကားလေးရေအရန်ဆူလာတာကြောင့်ဆရာရေဖြည့်ရင်ကောင်းမယ်အေးရှင်နောက်ဆိုင်မှာရေဖြည့်လိုက်စောစောမောင်တို့ထိုးရက်လိုက်တဲ့ဆိုင်မှာမနှောတို့အရက်ပလင်တမတိုက်သွားတော့ဆိုင်ဖြစ်တယ်တောက်ထိန်ကားပေါ်မှာဆင်းပြီးဆိုင်ကားခောက်တော့ဆိုင်ထဲမှာတုတ်တောင်လှုပ်တံမကြားရပေ။ပြောင်းချက်ဖောင်းငါတို့ပါကွာတကားပွင့်စမ်းတောက်ထိန်အတန်ဘသူပဲဝါဖြစ်တယ်ဆိုတာကိုအတန်ပြူလိုက်မှဆိုင်တကားလေးပွင့်လာတော့တယ်။ဟာဆရာတို့ပါလား။ဘာဖြစ်လို့တကားလာပြီးမဖွင့်တာလဲ။မဖွင့်ရဲဘူးဆရာနောက်တစ်ချိန်တမတိုက်မှာကြောက်လို့ဘာကွာစားတောက်ဆိုင်ပိုင်ရှင်ချက်ဖောင်းထံမှာကြားတဲ့စကားကိုစောစောမောင်တို့နှစ်ယောက်လုံးအံ့အားသင့်သွားတယ်။မင်းစကားပါလဲပြောစမ်းမအောင်ချက်ဖောင်းဒီလိုဆရာတို့မလာမီကားတစ်စီးနဲ့ယောက်ျားတစ်ယောက်မိန်းမတစ်ယောက်ကျွန်တော်စီကအရက်တပလင်တမတိုက်သွားတယ်။ဟေးကားဘလို့ပုံစံလဲအမိုးဖြုတ်ပြန်ကားလေးဆရာမနှောတို့ပဲဖြစ်မယ်။ချက်ဖောင်းသူတို့နှစ်ယောက်ချင်းနေဘလို့ရှိလဲကျွန်တော်မြင်တော့သမီးကြီးစားဒါမှမဟုတ်စနီးမောင်နှန်းလိုပဲထင်တယ်။ဟင်နှစ်ယောက်လုံးကအေးအေးဆေးဆေးပဲထွက်သွားကြတာပဲ။ကဲတောက်ထိန်ကားရည်ဖြည့်ချာရှိရဖြည့်ကွာအချိန်သိမ့်မရှိဘူး။ဆရာတို့ဘလို့ဖြစ်ပြီးလိမ္မော်သီးကားကြီးကိုစီးလာလဲ။အကြောင်းရှိလို့ပေါ့ကွာ
ချက်ပေါင်းစားတော့ဆိုင်မှာကားရည်ဖြည့်ပြီးမောင်းထွက်လာစဉ်ဆရာဘာလဲတောက်ထိန်လူသက်သမားနဲ့ရနန့်တို့အချင်းညာမထူးဆန်းနေဘူးလားငါလက်တောင်စဉ်းစားနေတာကွာရနန့်အိမ်မှာလူသက်သမားရှိနေတော့ငါတို့ညာပြောတာတော့အိမ်ထဲမှာတစ်ဆက်ခံလှုပ်ထားလို့ဆိုပြီးတတ်မှတ်လို့ရပါမယ်စန်တရားတီးတန်တွေမွေးနေ့ပွဲလုပ်နေတာတွေကိုဘလို့နားလည်အောင်မှန်းတော့မသိဘူးဆရာတတိထားမိလားဘာများလဲတောက်ထိန်လူသက်သမားရနန့်တစ်ဆက်ခံလှုပ်ပြီးအိမ်ကထွက်လာတော့ရနန့်မျက်နှာမှာထိတ်လန့်ကြောက်ရွံ့နေတဲ့အရေးအောင်မတွေ့ရဘူးမင်းပြောတာဟုတ်တယ်တောက်ထိန်လူသက်သမားနဲ့ရနန့်ကြားမှာဆက်နွယ်ပတ်သက်မှုရှိနေတယ်လို့ပဲလို့တောင်ထင်မိတယ်ပတ်သက်နေဘလို့လုပ်မလဲဆရာတောက်ထိန်ငါတို့ဥပဒေဝန်ထမ်းလေအမှန်တရားတိုင်းပဲဖြေရှင်းရမှာပေါ့ဆရာကိုတတိထားမိတာတခုရှိတယ်ဘာလဲဆရာတောက်တာရနန့်နဲ့ပတ်သက်ပြီးခန်းစားချက်တွေရှိနေတယ်လို့ပဲနော်မင်းပြောတော့ငါမငင်းချင်ပါကွာရနန့်နဲ့ပတ်သက်ပြီးငါရင်ထဲမှာခန်းစားချက်တွေရှိနေရတော့အမှန်ပဲဆရာတို့ဆက်လန်ကိုအရန်သိချင်တာပဲနောက်တော့သိရမှာပေါ့ကွာအခုကအရေးပေါ်လမ်းကြောင်းပေါ်မှာရောက်နေတဲ့ချိန်ဆိုတော့ကိုရေးကိုတာလွမ်းချင်းနဲ့ပြောနေဖို့မကောင်းဘူးမနှောဆိုတဲ့ကောင်မြို့စုံကိတ်မကြုံနိုင်ပါဘူးဆရာမထင်နဲ့တောက်ထိန်ဒီလူသက်သမားတာမန်လူသက်သမားတော့မဟုတ်ဘူးအညိုကြီးသွေးတောက်လူသက်သမားတယောက်ဖြစ်တယ်လို့ညံရီပိုင်းကိုရှော့တွက်လို့မရနိုင်ဘူးနော်မနှောနောက်ကြောင်းရောသိပြီးပြီလားမသိရသေးဘူးစုံစမ်းခိုင်းတော့မယ်ငါတီမြို့စာပြီးရောက်တဲ့ကတော့ဒီနာမည်ကိုလူဆိုးနာမည်မှမကြားဘူးဟုတ်တယ်ဆရာကျွန်တော်လည်းတခါမှမကြားဘူးအဖြေတော့ထွက်လာမှာပေါ့ကွာကားကိုခတ်သက်လေးမောင်းတောက်ထိန်လမ်းမှာခြေရပြောက်လို့မဖြစ်ဘူးတောက်တာရှင်ဘာပြောချင်လဲပြောလေကျုပ်တောက်တာကိုအရင်အားနာတယ်ရှင်အားရီးစရာတကယ်ပြောတတ်တဲ့သူပဲဗျာဘာဖြစ်လို့လဲလူတယောက်တစ်စက္ကန့်လောက်ထားပြီးလာအားနာနေရတယ်လို့ရှင်ရဲ့ဒါတော့မလွဲတာတဲ့အကြောင်းကြောင့်ပါထားလိုက်ပါတော့လေကျမစိတ်ထဲမှာရှင်ကိုကူညီတယ်လို့ပဲသဘောထားလိုက်ပါမယ်ကျေးဇူးတင်ပါတယ်တောက်တာရာဇဝတ်မှုကျူးလွန်လာသူကူညီခြင်းဟာကျမလည်းရာဇဝတ်မှုအားပေးအားမြောက်လုပ်တယ်လို့ဖြစ်နေတာကြောင့်ဥပဒေအရညှိစွန်းနေတယ်တောက်တာကူညီတာကြောက်ကလွဲပြီးဘယ်သူမှမသိပါဘူးပြိုင်ကားလေးကအတူရာကွေ့နာသူရောက်ရှိလာတာကြောင့်တောက်တာတတိထားနော်ဒီအတူရာကြောက်ကွေ့ရအန်တရကြီးတယ်မနှောလန်ပြီးပြောတဲ့စကားကိုခက်ပေါ့ပေါ့လေးကောင်းငိမ့်ပြလိုက်ပြီးကားကိုနောက်တစ်ဆင့်ကီယာချိုးကလီပေါခက်ပြင်းပြင်းလေးနင်းလိုက်တာကြောင့်ကားလေးမှာအရှင်ထပ်ပြီးမြင့်သွားတယ်တောက်တာအရှင်လျှော့ပြီးဆင်းပါရှင်အောင်စိုးရိမ်နေလို့လားကျုပ်တို့ပြောနေမှာမဟုတ်ဘူးတောက်တာတဆုံတစ်ခုမဖြစ်စေချင်လို့ပြောတာပါဒီလန်ကျမတို့တိတ်ပြီးမစိမ့်ပါဘူးရှင်ရနန့်စီမှာတုံ့ပြန်သောစကားပေါ်မှာမနှောပါမှဆက်မပြောပဲအရက်ပလင်ထဲမှာအရက်တချို့မောတောက်နေတယ်ရှင်အရက်ကိုတော်တော်ကြိုက်ပုံရတယ်တောက်တာထင်ထားသလိုကျုပ်အရက်သမားမဟုတ်ပါဘူးဗျာဒီအရက်ကိုလက်ကတန်ရမခံရနိုင်လို့တောက်နေတာပါဒီအရက်ကြောင့်ကျုပ်ဘဝထောင်ထဲကိုရောက်ခဲ့ရတာဟင်ဒါကြောင့်အရက်ကိုကျွန်တော်မုန်းခဲ့တယ်ရှင်ထောင်ကလွတ်လာတာကြားပြီလားဒီနေ့မနက်မှလွတ်လာတာရှင်ဒေါက်တာသိပ်ပြီးအံ့ဩနေလားဟုတ်တယ်ဒီနေ့မှထောင်ကထွက်ပြီးဒီနေ့ထောင်ကြဖို့အတွက်ပြန်ပြီးလုပ်တယ်ဆိုတော့ရှင်ဟာသိပ်ပြီးအံ့ဩဖို့ကောင်းနေပြီမအံ့ဩပါနဲ့ဒေါက်တာပထမချိန်ထောင်ကြသွားတော့ကကျုပ်ပါအပြေးမှကျူးလွန်ခဲ့ခြင်းမရှိပဲထောင်ကြခဲ့တာဟဲဒီတစ်ခါတော့တကယ်အပြစ်ကျူးလွန်ပြီးမှထောင်ထဲကိုသွားမှာပါရှင်ပြောတဲ့စကားအရရှင်ပထမချိန်ထောင်ကြတာမတရားတဲ့လူတယောက်ရဲ့လှုပ်ကြံမှုကြောင့်ကြားခဲ့တာပေါ့ဟုတ်လားဟုတ်တယ်ကျုပ်ပေါ်အကောက်ကြံခဲ့တာတယောက်သေးတော့မဟုတ်ဘူးလူ3ယောက်ဒီထဲမှာဥမှန်တိုင်ကတယောက်ပါဝင်ရှင်ဆက်လန်းတော့စိတ်ဝင်စားဖို့ကောင်းနေပြီရှင်ဟာစန်းပြအတီးပညာမှာတော့အပျော်တမ်းဆင်းတော့မဖြစ်နိုင်ဘူးဟုတ်တယ်စန်းပြအတက်ပညာနဲ့ပတ်သက်ပြီးဂျေစာတယောက်ဘဝရောက်ခဲ့ဘူးတယ်အော်အတူရာကြောက်ခွေအစင်ကတဖြည်းဖြည်းနှိမ်ဆင်းလာပြီးရနန့်ထိုးအစင်ကိုတိတ်ပြီးကြယူမပြုတ်သောသဘောဖြင့်မောင်းလာနေစေရှင်နဲ့ကျမနောက်တစ်ချိန်ပြန်ပြီးဆုံတဲ့အခါရှင်ဆက်လန်းလေးကိုတော့နားထောင်ချင်တယ်လေဖျားသခင်ကနောက်တစ်ချိန်ဆိုတာကိုတနာတော်မူခဲ့ရင်ခမည်းနဲ့ကျုပ်ပြန်ပြီးဆုံကြရတာပေါ့တောင်ဘက်လမ်းအစင်းမှာလှမ်းမြင်နေရတဲ့တောင်တန်းကြီးများကိုရနန့်လန်းကြည့်ပြီးတောင်တန်းကြီးတွေကလမ်းမောစရာကောင်းနေနော်ကြည့်သူမြင်သူအတွက်လွမ်းမောစရာကြည်နူးစရာကောင်းပေမဲ့အဲ့ဒီတောင်တန်းကြီးတွေရဲ့အောက်မှာနေထိုင်ကြတဲ့သူတွေရဲ့ဘဝတွေကရှင်းနာစရာကောင်းတယ်ဟင်ဘာဖြစ်လို့လဲသူတို့တွေမှာတနေ့ထမင်းတလုံးစားနိုင်ဖို့ကလွဲပြီးဘာမှမလုပ်ဆောင်နိုင်ကြဘူးရှင်ကဒီနယ်မြေအကြောင်းကောင်းကောင်းသိရဲ့နော်သိရတဲ့အကြောင်းကဒီနယ်လေးမှာကျုပ်3နှစ်လောက်နေထိုင်ခဲ့ဘူးလို့ပါဆက်စုတယ်တော့မထင်နဲ့နော်ရှင်မွေးစာတီးကကျုပ်ကရန်ကုန်စာတီးပါထောင်ကြတာရောရန်ကုန်မှာပါဟာဟင်ရနန့်တို့ကားရှိမှသားကောင်တကောင်ဖြတ်ပြီးပြေးသွားသဖြင့်ရနန့်ကားစတီယာရင်ကိုပေးဖက်သို့ဆွဲချလိုက်သဖြင့်ကားလေးဟာလမ်းမပေါ်မှာတောင်ရှိုလန်းအတိုင်းထိုးပြီးဆင်းနေတယ်ရနန့်ကားဘရိတ်ကိုနင်းပေမဲ့ထိုးဆင်းလာသောအရှိန်ကိုဟန်တာလို့မရနိုင်တော့ပေ
မင်းဖေမနော်ရနန့်ကိုသူ့ဘက်ကိုနေရာပြောင်းပြီးကားကိုထိမ့်မိမယ်အခြေအနေကလုံးဝထိမ့်မရတော့ပေဒေါက်တာကိုမနော်ကျုပ်လက်မောင်းကိုတင်းတင်းကင်ထားဟုတ်ကဲကွာအမေကားလေးပေါ်မှာနှစ်ယောက်လုံးခုန်ချလိုက်တော့တယ်အောက်ကိုရောက်တာနဲ့နှစ်ယောက်လုံးတောင်ချေဘက်ကိုလိမ့်ဆင်းသွားတော့တယ်ပေါက်ကွဲတန်ကြီးတစ်ခုကြားလိုက်ရတော့တယ်ထိုပေါက်ကွဲတန်ကြီးကရနန့်တို့ပြိုင်ကားလေးကြောက်သေးကိုပြုတ်ကျပြီးမီးလောင်ပေါက်ကွဲသွားသောအတန်ပင်ဖြစ်တယ်မနော်ရှိမှတစ်ပင်နဲ့ခေါင်းတိုက်မိပြီးတတိလစ်ချင်တယ်လို့ဖြစ်သွားတယ်ဒေါက်တာဟာဒေါက်တာရနန့်တယောက်ကြောက်ကဘာပေါ်ရှိတစ်ကိုင်းကိုဆွဲကင်လေးရဲ့ကိုမနော်ဒေါက်တာဆက်ပြီးမြင်းမြတ်ဆုပ်ကင်ထားကျုပ်လာခဲ့မယ်မနော်ကောင်းမှတစ်ပင်နဲ့တိုက်မိတဲ့တန်ရာကြောင့်သွေးများကမြင်မကောင်းအောင်ကျနေတယ်ထို့သွေးများကျနေသည့်ကြောင့်မှဒေါက်တာရနန့်ကိုတင်းတင်းဆုပ်ကင်ပြီးအပေါ်ဆွဲတင်လိုက်တယ်ဟောကြောက်ကဘာပေါ်မှာနှစ်ယောက်လုံးပက်လက်လန်ပြီးအမောဖြေနေစဉ်ရှင်ကောင်းအတန်ရာသွေးထွက်များနေတယ်ရတယ်ဒေါက်တာဒီတိုင်းနေလို့ပဲဖြစ်မလဲတခုခုစီးထားဟာဒေါက်တာရနန့်ကသူ့ဝတ်လာတဲ့အင်ဂျီလက်ကိုဖြုတ်လိုက်ပြီးရှင်ကောင်းကိုစီးထားရအောင်မနှောကောင်းကတန်ရာမှာရနန့်အင်ဂျီစားဖြင့်ကောင်းမှစီးပေးလိုက်တယ်ကျမတို့ဘယ်နေရာရောက်နေရလဲမိုးလင်းမှပဲသိမယ်ဒေါက်တာအခုချိန်นี้ဘယ်နေရာရောက်နေလဲဆိုတာတော့မသိဘူးကျုပ်အထင်တော့တောင်ချေကြောက်ထိပ်ကိုရောက်နေရကိုမနှောပြောပါဒေါက်တာရှင်ကိုကျေးဇူးတင်ပါတယ်ဘာလို့လဲကျမအသက်ကိုရှင်ကယ်လိုက်တာလေအခုလိုဖြစ်ရတာတွေကကျုပ်ကြောင့်ဖြစ်ခဲ့ရတာပဲကျေးဇူးတင်စရာမလိုပါဘူးကျေးဇူးတင်စရာမလိုပါဘူးဒေါက်တာအာမူးလိုက်တာရှင်ရန်ကိုအားနေနေတာအိတ်လိုက်ပါလားတီတော်ထဲမှာရှင်တွေအန်ဒီရကင်းနိုင်ပါတယ်ကျမကိုယုံရင်ပေါ့လေကျုပ်ဘဝမှာယုံကြည်ရတဲ့လူတစ်ယောက်ဒီလောကကြီးထဲမှာရှိသေးတယ်လို့သတ်မှတ်ပြီးကျုပ်အိတ်လိုက်ပါမယ်ဒေါက်တာလည်းကျုပ်ကိုယုံကြည်စွာနဲ့အိတ်လိုက်ပါရှင်သာအိတ်ပြောင်အိတ်လိုက်ပါတောရဲ့တိတ်ဆိတ်မှုတွေကညတကောင်ရန်ကြော်ဖြတ်ပြီးအေးဆက်လှသောချမ်းစိမ့်မှုတွေကိုပေးနေလေပြီးမနှောတယောက်အိပ်ပျော်သည်မပျော်သည်တော့မသိရနန့်တယောက်တော့အိပ်ဆက်လို့မရနိုင်ပေရနန့်ရဲ့ရှေ့ဆက်ကင်ကြမ္မာကဘလို့ဖြစ်လာအောင်မလဲဆိုတာကိုမတွေးတတ်အောင်ဖြစ်နေတယ်အိမ်မှာကြံခဲ့တဲ့သမီးလေးတင်းပြန်ကိုလည်းတတိယနေတယ်သမီးတင်းပြန်ရနန့်ဘဝထဲကိုရောက်ခဲ့သည်မှာ9နှစ်ကာလသို့ရှိနေပြီမဟုတ်ပါလားအမှန်တော့သမီးလေးတင်းပြန်ကရနန့်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတော့သမီးမဟုတ်ပေမဲ့သမီးရင်တပွဲချစ်နေခဲ့ရတဲ့သမီးလေးတယောက်ပင်ဖြစ်တယ်သမီးလေးတင်ပြန်သူ့ဘဝထဲကိုရောက်ခဲ့ပုံလေးကိုပြန်ပြီးတတိယမိတယ်။ရနန့်တီးမြို့လေးကိုစပြီးပြောင်းလာတဲ့နေ့တနေ့လို့ဆိုရမယ်။ဆေးရုံမှာကျူတီပြီးလို့အိမ်အပြန်မိုးဝချုပ်လူလူဟင်ရနန့်ကားရှိမှာအမျိုးသမီးတယောက်ကားကိုလမ်းတားပြီးလဲကျသွားသဖြင့်ကားထုတ်ရက်ပြီးကားအောက်ကိုဆင်းလာတယ်။ဟင်ကားလမ်းပလက်ဖောင်းပေါ်မှာအနီးစလေးနဲ့ထုတ်ထားတဲ့ကလေးကိုတွေ့လိုက်ရတာကြောင့်ရနန့်ကောက်ယူချီလိုက်တာနဲ့ကလေးမှလုံးဝအငိုတိတ်သွားတယ်။ရနန့်ဆေးရုံနဲ့သက်ဆိုင်ရာအကြောင်းကြားလိုက်ပြီးအမျိုးသမီးအလောင်းကိုတည်သွားကြပေမဲ့ထိုအမျိုးသမီးသည်ဘယ်သူပဲဝါဆိုတာမသိမိခင်မဲ့သွားတဲ့ကလေးငယ်ကိုရနန့်ကယူနာတက်ပြီးတရားဝင်မွေးစားခဲ့တာကြောင့်ရနန့်ဘဝလေးထဲမှာတင်းပြန့်ဆိုသောသမီးလေးတယောက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်တယ်။တင်းပြန့်လေးကိုမွေးစားပြီးတစ်နှစ်အတွင်းမှာတော့ရနန့်တည်ဆုံးသွားတဲ့အမျိုးသမီးနောက်ကျောင်းကိုစုံစမ်းပေမဲ့လုံးလုံးမရခဲ့ထိုအမျိုးသမီးထံမှရရှိခဲ့သောသတင်းတစ်ခုဟာထိုအမျိုးသမီးနာမည်ကမသိန်းညိုနွယ်ဆိုတာပဲဖြစ်တယ်။ဒီမြို့လေးမှာရှိတဲ့အမေဖြစ်သူကိုလာရှာရင်ကျမ်းမာရေးအခြေအနေဆိုးဝါးကတည်ဆုံးခဲ့ခြင်းဖြစ်တယ်။ထိုသတင်းကလွဲပြီးတခြားကိစ္စတွေကိုရနန့်ဘာတစ်ခုမှမသိခဲ့ရပေ။ဟင်မနှောတယောက်တန်ရများကြောင့်ကိုရီချစ်ချစ်တော့ပူနေပြီ။တောကြီးထဲမှာရနန့်တယောက်ဘာမှမတတ်နိုင်ချေ။ဒါပေမဲ့ရနန့်ဘာမှမဖြစ်ဖို့ဆုတောင်းပေးမိတယ်။ဆရာကားတစ်စီးကျသွားတာဖြစ်မယ်။တေချာတဲ့တောက်ထိန်ကြောက်ကဘာပေါ်မှာအောင်မှာမီးလောင်ကျွမ်းနေတော့ကားကိုလမ်းမတွေ့ရတယ်။ဆရာဟိုရနန့်တို့ကားများလား။မပြောတတ်ဘူး။ဒါပေမဲ့ဖြစ်ဖို့ကတော့များတယ်။ငါတို့ကားရှိမှရနန့်တို့ကားလွဲပြီးတခြားကားမှမရှိတာ။ဘလို့လုပ်မလဲဆရာ။ငါတို့နှစ်ယောက်ထဲနဲ့ဘာမှလုပ်လို့မရဘူး။နောက်ကအဖွဲတွေကိုကြောင်ကြပေး။မင်းနဲ့ငါပတ်ဝန်းကျင်ချင်းတွေကိုစိတ်မကြည့်အောင်တက်မိပါတယ်မလား။ပါတယ်ဆရာ။ဒါဆိုစိတ်မကြည့်အောင်ဟုတ်ကဲ့။စောစောမောင်နဲ့တက်ချက်ကြီးတောက်ထိန်ကားလမ်းပေးကြောက်တဲ့သူဆင်းခဲ့ရင်ဆရာဒီမှာကားတိုးသွားလို့တစ်ပင်တွင်ကျိုးပယ်နေရဖြစ်မယ်။စောစောမောင်တေးသေးချာချာကြည့်လိုက်ပြီးကားဒီဘက်ကိုရောက်ပြီးကြောက်တဲ့ကိုဆင်းသွားတာဖြစ်ဖို့များတယ်။ကားပရိပေါက်တာများလား။ဒါမှမဟုတ်ကားပေါ်မှာပလိပခတွေဖြစ်ပြီးနှစ်ယောက်သားလုံးထွေးရာကားကြောက်တဲ့ကျသွားတာများလား။မဖြစ်နိုင်အောင်တောက်ထိန်ဆရာဘလို့သုံးသပ်မိလို့လဲ။ငါတို့ဆင်းလာတဲ့နေရာမှာတမင်ချေကကားလမ်းပေါ်မှာထင်သာတွေ့နေရတယ်။နောက်တစ်ချက်ကကားကိုအတင်းဆွဲပြီး꿰လိုက်လို့ကားပိတ်ရာတွေကအစင်းကြီးတွေဖြစ်နေတာကိုကြည့်ရင်တမင်ကကားရှိကိုဖြတ်ပြေးတာလန့်ပြီးကားကိုဘေးဘက်ဆွဲချရာကြောက်တဲ့ကိုကျသွားတာဖြစ်မယ်။စောစောမောင်ရဲ့သုံးသပ်မှုကိုတောက်ထိန်ကောင်းညင်နေ။ဆရာရှေ့မှာကားမီလုံး
တောက်ထိန်လမ်းပြီးပြတဲ့ကားမီလုံးအကွဲကိုကြည့်လိုက်တော့တောက်ထိန်ရေတိတ်ချပြီကွာဆရာဘာတိတ်ချတာလဲရနက်ရဲ့ကားပဲဟာဒီမီလုံးကရနက်စီးနေတဲ့ကားမျိုးကမီလုံးပဲစောစောမောင်ရင်ထဲမှာကြေကွဲရိတ်တုပ်ရောက်ရှိနေပြီကင်ကြမစောစောမောင်နဲ့ရနက်တို့ကိုထာဝရအပီးခွဲလိုက်ပြီလို့သတ်မှတ်ရမလို့ဖြစ်နေပြီဆရာဘာလဲတောက်ထိန်ကျွန်တော်စိတ်မကောင်းပါဘူးဆရာဘာတက်နိုင်မလဲကွာစောစောမောင်နဲ့တောက်ထိန်ရှေ့ဆက်ပြီးရှောက်လာရင်ဆရာဒီမှာဖနှက်တရံမိန်းကလေးစီဖနှက်ပဲစောစောမောင်ဖနှက်လေးကိုကန်ကြည့်ပြီးနောက်ရနက်ဖနှက်ဖြစ်ဖို့များတယ်ဖနှက်ကားပေါ်ကပြုတ်ကြတာများလားတောက်ထိန်မိစကားကိုချက်ချင်းမဖြေသေးပဲစောစောမောင်စဉ်းစားနေတယ်တောက်ထိန်ဗျာဆရာအနီးပတ်ဝန်းကျင်ကိုဆက်ပြီးတဲလွန်စာရှာဆန်းကွာဆရာကြောက်ကတဖြည်းဖြည်းမတ်ဆောက်ကြီးဖြစ်လာပြီတောက်ထိန်ပြောသလိုပင်ရှေ့ဆက်ပြီးဆင်းဖို့ကမလွယ်တော့တာကြောင့်တောက်ထိန်ဆက်ပြီးမဆင်းနဲ့တော့အပေါ်ပြန်မတက်ခဲ့တော့မနဲ့လည်းရောက်တော့မှာဆိုတော့နောက်ဖွဲ့ရောက်မှဆက်ပြီးလှုပ်ရှားကြမယ်စောစောမောင်နဲ့တောက်ထိန်အပေါ်ပြန်ပြီးတက်လာချိန်မှာနောက်မှဆရာနောင်လက်ဦးဆောင်တော်ဖွဲ့ရောက်ရှိနေပြီဆရာစောစောမောင်အချိန်နေဘလို့ရှိလဲဆရာနောင်လက်ရေလူသက်သမားတစ်စက္ကန့်လောက်သွားတဲ့ကကြောက်တဲကိုကျသွားတာဗျကေစေးလှုပ်ဖို့သာပြင်တော့ကောင်းပြီရဲမှုကြီးလည်းလိုက်လာနေပြီကြောက်ကဘာပေါ်မှာကျိုးများဖြင့်အောက်ကိုဆင်းနိုင်ရန်ပြင်ဆင်ပြီးဆရာစောစောမောင်တတိနဲ့တော့ဆင်းတော့စိတ်ချပါတောက်ထိန်ဆရာမမေ့ပါနဲ့ဆရာမပေါ်နဲ့နော်ဒီနေရာတစ်ချက်လေးလွဲချော်ရနဲ့အသက်နဲ့ခန္ဓာကွဲသွားမှာစိတ်ချဆရာကဲအစင်သင်းပြင်ဆင်းကြမယ်စောစောမောင်ဦးဆောင်တော်ကေစေးအဖွဲ့10ဦးကြောက်ကြီးအောက်ကိုဆင်းခဲ့ကြတယ်နိုင်ဝက်လောက်အခက်ခဲတွေနဲ့ဆင်းခဲ့ကြပြီးအောက်ကိုရောက်တာနဲ့မိသက်ဘူးများဖြင့်ကားကိုငိမ့်သက်ကြတယ်ကားမိငိမ့်သွားတာနဲ့စောစောမောင်ကားတွေကိုတိတိကျကျကြည့်ပေမဲ့လူသေးအလောင်းမြောက်မတွေ့ရပေတောက်ထိန်အနီးပတ်ဝန်းကျင်မှာဘာထူးခြားလဲဘာမှထူးထူးခြားခြားမတွေ့ရအောင်ဆရာတည်င်းတပ်ဖွဲ့မှာတပ်ပုံမှတ်တမ်းများရိုက်ယူပြီးရနဲ့အားလုံးကိစ္စပြည့်ရင်အပေါ်ပြန်မတက်မယ်အချက်ပေးလိုက်တော့ဟုတ်ကဲ့စောစောမောင်တပ်ပြင်းပူလေးဘယ်သူမှမသိအောင်မောက်ထုတ်လိုက်တယ်ထိုတပ်ပြင်းပူလေးထဲမှာရနန်တယောက်မသိဆုံးသေးဘူးဟုတ်ပင်စောစောမောင်အပေါ်ရောက်တာနဲ့ရဲမှုကြီးကစီးကြုံနေတယ်ရဲမှုကြီးကိုအယိုသေးပေးပြီးနောက်ဘာထူးခြားလဲလူသက်သမားတစ်စက္ကန့်လှုပ်သွားတဲ့ကကြောက်တဲကိုကျသွားတာပါအသေးပြောက်ရောအသေးပြောက်ကတော့မရှိသေးပါဘူးမရှိသေးဘူးဆိုတာရှိနိုင်တယ်လို့ဆိုလိုတာလားဟုတ်ပါတယ်ရဲမှုကြီးကျွန်တော်တို့ဆက်ပြီးတောင်းနှရှာပြီးတော့မှအဖြစ်တစ်ခုပေးနိုင်မှာပါကောင်းပြီဆရာစောစောမောင်လူသက်သမားနဲ့ဒေါက်တာမလေးကိစ္စပြီးဆုံးအောင်တာဝန်ယူဆောင်ရွက်ပါလိုအပ်တာအားလုံးပြောဟုတ်ကဲ့ရဲမှုကြီးထွက်သွားပြီးနောက်တောက်ထိန်စောစောမောင်အနားကိုရောက်လာကဆရာပခုံးပေါ်ကိုဂဲလုံးကြည့်တော့တင်မေးလိုက်ပြီတင်မေးလိုက်တော့လေတာဝန်ကြည့်အောင်ဆောင်ရွက်ရမှာပေါ့ကွာဆရာနောင်လက်ပြောပါဆရာစောစောမောင်ကျွန်တော်တို့နှစ်ဖွဲ့ခွဲပြီးအောက်ကတောလန့်ဖက်ကိုဆင်းမယ်ကောင်းပြီစောစောမောင်ဦးဆောင်တော်ဖွဲ့ကရှေ့နေမှရှေ့မှနေစတယ်မေးတောလန့်အတိုင်းဆင်းခဲ့ကြလေပြီစောစောမောင်တို့စစ်စင်ရေးအခုမှတကယ်ပင်စလေပြီဒေါက်တာဟင်ရနက်မျက်လုံးဖွင့်ကြည့်တော့မိုးလင်းနေပြီရှင်ဘလို့နေသေးလဲအိပ်ပျော်သွားလို့လားတော့မသိဘူးနည်းနည်းအားပြည့်နေတယ်ကျမတို့ဘလို့ရှေ့ဆက်သွားမလဲဒီကြောက်ကနေဆင်းပြီးတောင်ချေလန်းတစ်ခုရောက်မယ်ဒီကြောက်ကိုဆင်းရမယ်ဟုတ်တယ်ဒေါက်တာဒီကြောက်မှမဆင်းတခြားသွားစရာလမ်းမရှိဘူးကျမဒေါက်တာအသက်အန္တရာယ်အတွက်စိတ်ချပါကျုပ်တာဝန်ယူပါမယ်ဘလို့ဆင်းမလဲဒေါက်တာဒီမှာခဏဆောင်ဘဲမရှောက်မသွားနဲ့နော်ဒီနေရာတွေကအန္တရာယ်များတယ်ဟုတ်ကဲ့မနော်ရနံ့ကိုသေးချစွာမှားခဲ့ပြီးတစ်ပင်ကြီးများမှာရှစ်ပတ်နေတဲ့ຫນွေပင်များကိုပါလာတဲ့တမြောင်နဲ့ဖျက်တောက်နေတယ်မနော်ဖျက်တောက်လို့ရသောຫນွေကျိုးများကိုတစ်ပင်တစ်ပင်မှာခန့်ခိုင်မာမာချီနှောင်လိုက်ပြီးຫນွေကျိုးစကိုကြောက်အောက်ကိုပြစ်ချလိုက်တယ်ဒေါက်တာဆင်းရအောင်ကိုမနော်ဒေါက်တာကိုအားနာပါတယ်ကျုပ်ကိုဖတ်ထားပြီးဆင်းရမယ်ရှင်ရနံ့ရှက်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ဒီညမှာအသက်ထက်အရေးကြီးတာမရှိတာကြောင့်မနော်ကိုဖတ်ပြီးကြောက်အောက်ကိုဆင်းလာခဲ့ကြတယ်ရနံ့ရင်တွေကဖိုလျက်ကြောက်ရွံ့ဖိုနေခြင်းလားမနော်နဲ့ဖတ်တွေ့ထားခြင်းကြောင့်ရှင်ဖိုနေခြင်းလားဆိုတာတော့ဝေခွဲမတက်အမေဒေါက်တာရနံ့အားပြုတ်ထားတဲ့ခြေတော်ဟန်ချက်လွဲသွားတာကြောင့်မနော်လက်မောင်းခက်ကြမ်းကြမ်းစုပ်ကိုင်မိသွားတယ်ကိုမနော်ရတယ်ဒေါက်တာလက်ကိုလျှော့ပြီးမကင်နဲ့တင်းတင်းသာစုပ်ကိုင်တာရနံ့စုပ်ကိုင်ထားတဲ့လက်မောင်းမှာသွေးများယိုစီကျနေပေမဲ့ရနံ့လက်ကိုမလွတ်နိုင်ခဲ့သဖြင့်မနော်ကိုအားနာမိတယ်မနော်ကိုတနာမိတယ်မနော်ကတော့ထိုဝေတနောင်ကြိတ်ခံပြီးကြောက်အောက်ရောက်တဲ့အထိဆင်းလာခဲ့တယ်ကိုမနော်ကြောက်တုံးကြီးကိုမှီရင်မနော်ထိုင်ချလိုက်တယ်လက်မောင်းထက်တန်ရာမှာကျနေတဲ့သွေးတွေကမြင်မကောင်းအောင်ရှိနေတယ်ကျမတောင်းပန်ပါတယ်နော်ဒေါက်တာရဲ့ဘာလို့တောင်းပန်နေရလဲ
တကယ်တောင်းပန်ရမှာကြုတ်ပါဒေါက်တာအခုလိုအန်နယ်တဲ့ကိုဆွဲပြီးခေါ်လာခဲ့ရတာလေရှင်းလက်မောင်တန်ရသွေးထွက်အရင်များနေပြီဒေါက်တာဘာမှစိတ်မပူနဲ့ခီးဆက်ကြရအောင်အာမနောမတ်တဲ့အထမှာရင်ထိုးသွားသဖြင့်ရနံ့ဘေးမှကူတွဲပြီးခီးဆက်ခဲ့ကြတယ်ကျမနားထဲမှာအတန်တခုကြားနေတယ်လို့ပဲဟုတ်တယ်ဒေါက်တာရှေ့နားမှာစမ်းချောင်းတခုရှိတယ်ရှင်တော်တော်နာနေလားယင်ကျုပ်အတွက်ဒီတန်ရထက်ပိုပြီးနာကျင်စရာတွေရှိနေတော့ဒီနာကျင်မှုကယူမဆိုင်နိုင်ပါဘူးဒေါက်တာကျုပ်ဆူတောင်းနေတာတော့ရှိတယ်ရှင်ပေါဆူတောင်းနေရလဲကျုပ်ဒီတန်ရနဲ့မသေးချင်းဒေါက်တာကျုပ်ရာဆွင်ကျွေးဆက်เสียလူနှစ်ယောက်ကြံသေးတယ်သူတို့တတွေကိုအကျွေးဆက်ပြီးသွားပြီးဆိုရင်တော့ကျုပ်အသက်ဝိညာဉ်ကင်းသွားလဲကျေနပ်နိုင်တယ်အခုတော့ကျုပ်မသေးနိုင်သေးဘူးရှင်အညိုးတကယ်ကြီးတဲ့သူပဲကျုပ်အညိုးကြီးတာတိတ်ပြီးရှုံးမှရက်ဆက်တဲ့လူတွေကြောင့်ပါရနန်းတို့ရှောက်လာကြရင်စမ်းချောင်းလေးစီတို့ရောက်ခဲ့ကြတယ်ရှင်းတန်ရောက်ရင်ဆေးရမှာဒေါက်တာမျက်နှာတွေလက်တွေခြေတွေအရင်တန့်ဆင်လိုက်ပါအောင်ဒီအချိန်မှာတားရရေးမပါပါဘူးကဲလာပါရှင်းတန်ရဆေးကြောပြီးပတ်တီးပြန်စီရအောင်မနှောပါမှဆက်ပြီးမပြောနိုင်တော့ပဲဒေါက်တာရနန်းပြောတဲ့အတိုင်းလိုက်နာဆောင်ရွက်နေတော့တယ်ဒေါက်တာရနန်းစိတ်ရှည်စွာဖြင့်လက်မောင်းမှတန်အောင်ဆန်းရည်ဖြင့်ဆေးကြောပြီးသွေးဆိုးနေတဲ့ပတ်တီးကိုဆေးကြောကလက်မောင်းမှပြန်ပြီးပတ်ပေးပြီးကောင်းပတ်တီးပါဖြီရအောင်ဒေါက်တာသဘောကျတဲ့အတိုင်းသာလုပ်ပါတော့ရနန်းအားလုံးပြီးစီးသွားတော့မှကိုလက်တန့်စင်တယ်မနောဒေါက်တာရနန်းကိုအမှတ်မထင်စိုက်ကြည့်မိတယ်အခုလိုတောထဲမှာတွေ့မြင်နေရတဲ့ရနန်းရဲ့အလားကတောရမ်းစပယ်ကလေးတစ်ပွင့်နဲ့တူနေတယ်မဖြီးမလိန်ထားသောမျက်နှာနဲ့ဆန်ရွယ်ကလေးများကိုဖြစ်တယ်လို့စီထားသည့်အလားကတကယ်ပင်ပကြည်စရာလက်မှန်ချလောက်သောအလားတစ်ခုပင်ဖြစ်နေသလားတောင်ထင်ရတယ်မနှောစိတ်ထဲမကောင်းမိမိလွတ်မြောက်နိုင်ဖို့အတွက်ဘာမှအပြစ်မရှိတဲ့လူတစ်ယောက်ကိုဒုက္ခရောက်လုပ်ခဲ့သူမလားတရားနေဆက်ဘယ်ရောက်မလဲကိုမနှောတရားနေနောက်ထပ်မိုင်20လောက်ရှောက်မှကရင်မုတ်ဆိုးရွာလေးတစ်ရွာရောက်မယ်တောက်တာလမ်းလျှောက်မယ်ဆိုရင်ညနေလောက်မှရောက်မှာကျမကိစ္စမရှိပါဘူးရှင့်အချင်းတွေကဖြစ်ပါမလားမဖြစ်လဲဖြစ်အောင်ရှောက်အောင်ပါပဲတောက်တာကျုပ်ကသာဒေါက်တာကိုရမ်းအားနာနေတာအခုချိန်မှာအားနာတာတွေဘာတွေပြောမနေနဲ့တော့ကိုမနှောတခီးတဲ့သွားနေကြတဲ့သူတွေလို့သဘောထားပြီးသားသွားကြမယ်ကျေးဇူးတင်ပါတယ်ဒေါက်တာမုတ်ဆိုးရွာလေးရောက်ရင်တော့ဒေါက်တာပြန်ဖို့ကျုပ်စီစဉ်ပေးပါမယ်စီစဉ်ပေးရနောက်တာအခုအချိန်လေးရှိတော့ရှောင်းလက်ကြရအောင်ကျမတွဲပေးရမလားရတယ်ဒေါက်တာဆန်းရည်ကြောင်လာတော့မသိဘူးလန်းလန်းဆန်းဆန်းဖြစ်သွားတယ်ဟုတ်မယ်ကျမလည်းဆန်းရည်နဲ့မျက်နှာသေးခြေလိုက်ဆေးလိုက်လို့တော်တော်လေးကိုလန်းဆန်းသွားတယ်မနှောနဲ့ရှနန်းစကားတပြောပြောနဲ့ရှောက်လာရင်ဒေါက်တာကိုမနှောဘာဖြစ်လို့လဲလာဒီဘက်ကိုခဏဝင်ပြီးပုံနေဘာဖြစ်တာလဲမြင်းခွာတန်ကြားတယ်မြင်းတကောင်နဲ့လာနေတာကျုပ်တို့အတွက်ကန်ကောင်းတာပဲဒေါက်တာရှင်ဘာလို့မလို့လဲဒေါက်တာမြင်းကိုထွက်ပြီးတားလိုက်ပါကိုမနှောကျုပ်ပြောတဲ့အတိုင်းလုပ်ပါဒေါက်တာကျုပ်တို့သွားမယ်ရွာမြင်းထဲမှာအဆင်ပြေမှာဒီတိုင်းဆက်ပြီးသွားနေလို့မလွယ်ဘူးရနန်းကမနှောပြောသည့်အတိုင်းအဝေးစီမှာလာနေသောမြင်းကိုအနီးနားရောက်တဲ့ထိဆောင်ကလှက်လန်းပြီးတားလိုက်တယ်မြင်းသမားကမြင်းဆက်ကြိုးဆွဲပြီးမြင်းကိုရက်ကအောက်ကိုဆင်းလာတော့တယ်ပါမြောက်အခက်ခဲရှိလို့လဲမိန်းကလေးဟိုပြောမှသာပြောပါအကိုကြီးကကူညီပေးမှာပါတလောက်သဘောကောင်းနေမှာတော့ကျုပ်တို့ကလည်းအားနာနာနဲ့ပဲပြောရမှာပေါ့လေဟင်မင်းမလှုပ်နဲ့နော်ကျုပ်လက်ထဲမှာရှိနေတဲ့တနက်ကသဘောမကောင်းဘူးမင်းပါလို့ချင်တာလဲငါစီမှာဘာပစ္စည်းမှမပါဘူးဘာပစ္စည်းမှလည်းမလှုပ်ချင်ပါဘူးကျုပ်လိုချင်တာဟောရီယာမြင်ဘာကွာထိုလူကမနှောကိုတိုက်ခိုက်မိပြုမနှောဇက်ဘိုးကိုတနက်တန်ပြင်ရိုက်ချလိုက်တဲ့ဖြင့်မြေပြင်ပေါ်တွင်မှောက်သွားတယ်တတိလုံးဝမရတော့ပေကျေးဇူးတင်ပါတယ်နောင်ကြီးဒေါက်တာသွားကြရအောင်ကျမမြင်းပေါ်မှာမတက်တတ်တာကျုပ်ဆွဲတင်ပါမယ်အိုးရနန့်ကိုလေးကိုမနှောခါမှဆွဲမှပြီးမြင်းပေါ်သို့တင်လိုက်တယ်ကြောက်ဆောင်လန်းလေးအတိုင်းပြေးလွှားနေတဲ့မြင်းခွာတန်နဲ့တူဒေါက်တာရနန့်တယောက်ရင်ခုန်ချင်းတွေအားလိုက်ပြီးဟန်ချက်ညီညီကနေတယ်လို့ပင်ရနန့်ဘဝမှာသစိမ်းယောက်ျားတယောက်ရဲ့ရင်ခွင်ကိုရောက်ဖို့ခြင်းကဒါပထမအဦးဆုံးပင်ဖြစ်တယ်ရနန့်နှလုံးသားကိုဆွဲကန်ခဲ့သူတအူရှိခဲ့ဘူးတယ်ထို့သူကစောစောမောင်ပင်ဖြစ်တယ်ဒါပေမဲ့လို့စောစောမောင်နဲ့ရနန့်ချစ်သူဘဝသို့မရောက်ခဲ့ကြပေတယောက်နဲ့တယောက်ချစ်ခွင့်ကြုံခဲ့ပေမဲ့ချစ်သူဖြစ်ထိုက်သောအခွင့်အရေးကိုနှစ်ယောက်လုံးဆုံးရှုံးစေခဲ့တယ်ဆရာတီမတစ်ပင်နဲ့ချီထားတဲ့ຫນွေကြိုးတစ်ချောင်းတောက်ထိန်လမ်းပြီးပြလိုက်သောຫນွေကြိုးကိုကင်ကြည့်ပြီးတောင်အောက်ကိုဆင်းနေကြိုးပဲဆရာရနန့်တို့မသေးသေးဘူးဆိုရမှာပေါ့တယောက်ထဲလားနှစ်ယောက်လားဆိုတာပြောလို့မရသေးဘူးတောက်ထိန်ကဲအောက်ကိုဆင်းကြမယ်တတိရှိကြမနှောထားခဲ့သောຫນွေအတိုင်းတယောက်ချင်းအောက်ကိုဆင်းလာရင်ကြောက်ကပောက်ပေါ်ရှိကြောက်တုံးပေါ်မှာတွေးကွက်မြောင်တွေးလိုက်ရတာကြောင့်တောက်ထိန်တန်ရာရထားတာတော့သိချတယ်တန်ရာတက်လားတန်ရာဟောင်းကြားတဲ့သွေးလားတော့မသိဘူးဟဲ့
ကျောင်းအောက်ခြေသို့ရောက်ရှိရနဲ့အားလုံးစုံခီးဆက်မယ်စောစောမောင်ရဲဘော်တွေအရန်ပင်ပန်းနေကြပြီဖြစ်ပေမဲ့စောစောမောင်တို့နားလို့မဖြစ်သေးချေလူသက်သမားနောက်ကိုအမိလိုက်ဖို့ကအရေးကြီးနေပြီဆရာရှေ့မှာလူတယောက်စမ်းချောင်းမှာမျက်နှာတက်နေတဲ့လူတယောက်ကိုလှမ်းပြီးတွေ့လိုက်ရတာကြောင့်တောက်ထိန်ခေါ်ခဲ့ကွာဟဲ့လူမလုံနဲ့နော်ဗျာမလှုပ်ပါဘူးဆရာတို့ရဲ့ကျွန်တော်လူကောင်းပါခမ ्या ကိုဘသူကလူဆိုးလို့ပြောနေလို့လဲခမ ्या နာမည်ဘယ်လိုခေါ်လဲအိုက်ဆန်ပါတောက်ထိန်ကအိုက်ဆန်ကိုစောစောမောင်နားသို့ခေါ်လာပြီးကိုအိုက်ဆန်ခမ ्या တီနာရောက်တော့ဘာတွေတွေ့ခဲ့သေးလဲတွေ့ခဲ့တာတော့မပြောပါနဲ့ဆရာရဲ့တမ ्या ပါအတိုက်ခင်ရတာဟင်တမ ्या တိုက်ခင်ရတယ်ဟုတ်ပါတယ်ဆရာကျွန်တော်မြင်ကိုယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်တမ ्या တိုက်သွားတယ်ဟင်ကျွန်တော်ကောင်းကိုလည်းတနက်တင်နဲ့ထုသွားတယ်ဆရာခမ ्या ပြောတာသိချရနော်သိချပါတယ်ဆရာရဲ့ကျွန်တော်ကခံလိုက်ရသူပါသူတို့နှစ်ယောက်ပဲဖက်ကိုသွားတာလဲဒီအရှိတက်တဲ့ပဲဆရာခမ ्या တီနယ်မျိုးကျွမ်းကျင်လားကျွမ်းကျင်ပါတယ်ကျုပ်တို့ကူညီပေးနိုင်မလားဆရာတို့ကူညီလို့ရင်တော့ကူညီပေးပါမယ်ကျေးဇူးတင်တဲ့အိုက်ဆန်ငါတို့သွားမယ်အရှိတက်တဲ့မှာရွာရှိလားရှိတယ်ကရင်မုံဆိုးရွာလည်းရှိတယ်ရွာအိမ်ချီက10 လုံးလောက်ပဲရှိတယ်အင်္ဂလိပ်လက်ထဲရှိတဲ့ခရီးယန်ဖုန်ကြီးကျောင်းဟောင်းတစ်လုံးတော့ရှိရယ်ဘလောက်ဝေသွားအောင်လဲမိုင်20လောက်ရှောက်ရင်ရောက်ပြီစောစောမောင်စဉ်းစားလိုက်တယ်လူသက်သမားနဲ့ရနန်းတို့ထိုရွာလေးမှာမဖြစ်မနေနားခုကြမှာသိကြတယ်စောစောမောင်တို့အချိန်မီသွားနိုင်ဖို့အတွက်ခရီးပြင်းနှင်ရတော့မှာဖြစ်တယ်ကိုအိုက်ဆန်ခမ ्या ရှိကနေလမ်းပြပြသွားကြရအောင်ဟုတ်ကဲ့သွားကြမယ်ဟေ့စောစောမောင်တို့ရဲဘော်များခရီးပြင်းလာခဲ့ရတာကြောင့်အားလုံးပင်ပန်းနွမ်းနယ်နေကြပြီစောစောမောင်ကိုယ်တိုင်လည်းမနေ့တည်းကလူသက်သမားနောက်ကိုလိုက်နေရတာကြောင့်တကူလုံးလှုပ်ချင်စိတ်တောင်မရှိတော့ပေဆရာတောက်ထိန်မင်းပါပြောချင်လဲပြောလေဟောဒီလိုပါဆရာရဲဘော်တွေကြည့်ရတာအရန်ကိုပင်ပန်းနေကြပြီဒီတော့ခဏလောက်ပြီးနိုင်ကောင်းမယ်လူသက်သမားတီရွာမှာမဖြစ်မနေနားမှာသိချရဲဆရာကျွန်တော်တို့ညဖက်ဝင်ပြီးဖမ်းရင်ပိုးပြီးမကောင်းလားတောက်ထိန်အကြံပေးမှုကမဆိုးလာတာကြောင့်တောက်ထိန်ရဲဘော်တွေကိုရှေ့နာကြောက်ဆောင်မှာနိုင်ဝက်နားမယ်ဟုတ်ကဲ့မနှက်စာပါတခါတည်းစားဖို့ပြင်ခိုင်းပြီးစားဖို့လို့ဟုတ်ကဲ့စောစောမောင်တို့ရောက်နေသောကြောက်ဆောင်ကြီးမှာအရေးကောင်းပြီးတောင်ရဲ့အောက်ခြေပိုင်းဖြစ်တာကြောင့်တကယ်ပင်အမောပြေစေတယ်ဆရာရော့စားလိုက်အောင်တောက်ထိန်ဟန်ကောကြိုင်ဖြင့်ထမင်းပုံကလာပြီးပေးတာကိုလှမ်းယူရင်းဘိုက်ကတော့တော်တော်လေးကိုစားနေတာကွာဟုတ်ပါတကယ်ဒုက္ခပေးရကောင်အော်ဒါနဲ့ဆရာတပြင်းချနိုင်ပြီပေါ့နော်မင်းစကားဘာလဲကွာဆရာကလည်းဒေါက်တာမလည်းမသိဘူးဆိုတော့ပြောတာပါမင်းပြောသလိုတပြင်းချနိုင်ပြီဆိုရမှာပေါ့ကွာဆရာကိုကျွန်တော်မသိလို့မေးပြစေအောင်မင်းကပဲကိုမေးချင်တာလဲမေးဒီမြို့လေးကိုဆရာနဲ့ဒေါက်တာမလေးဘသူအရင်ရောက်တာလဲမင်းကိုပြောရင်ယုံမှာတော့မဟုတ်ဘူးအတူတူရောက်တာကွာဟာငါလည်းအစိုးရချပေးတဲ့နေမြေမှာတာဝန်ယူမယ်လို့ဆုံးဖြတ်ပြီးနေခဲ့တာရနက်ကလည်းငါတိုင်းပဲနေရင်တို့နှစ်ယောက်ဒီနေမြေကိုရောက်ခဲ့ကြတာပဲကွာဆရာတို့ကငယ်တငယ်ချင်းတွေလို့ပြောကြတယ်ဟုတ်လားဟုတ်တယ်ရနက်နဲ့ငါငယ်ပေါင်းတငယ်ချင်းတွေဒီเจ้าနေပြောရရင်တော့ရှင်ထဲမှာမကောင်းတောက်ထိန်ရ sorry ပါဆရာရဲ့စားလိုက်အောင်ကျွန်တော်ကြောင့်ဆရာအစားတော့ပြက်နေအောင်မယ်ဒီလောက်ထိဆိုးဆိုးဝါးဝါတော့မဟုတ်ပါဘူးကွာအသက်အရွယ်နဲ့အချိန်တွေကနှုတ်စင်ရလို့တော့မဟုတ်တော့ပါဘူးရင်တွေကတော့ခုံလုံးမဲမလားဒါကတော့ကွာအဝေးစီမှာတနက်တန်ကြားလိုက်ရတာနဲ့အားလုံးနေရာယူထားကြစောစောမောင်သူ့ရဲဘော်များကိုနေရာအသီးသီးယူခိုင်းထားပြီးတနက်တန်လာရစီကိုကြည့်လိုက်တယ်မြင်းငါးကောင်ပေါ်မှာတနက်ကိုစီဖြင့်တွေးလိုက်ရသလိုရှေ့မှာမြင်းတစီဒုံဆိုင်ပြီးပြေးနေတယ်အားလုံးအနီးကပ်ရောက်မှပြစ်မယ်နော်ရှေ့ဆုံးမှမြင်းအနီးဆုံးရောက်ရှိလာပြီးကြည့်လိုက်တော့မိန်းကလေးတအုပ်ဖြစ်နေတယ်နောက်မှမြင်းငါးကောင်အနီးဆုံးသို့ရောက်တာနဲ့ပြေးတနက်တန်များစူညံပွဲလုံးရိုက်သွားပြီးမြင်းပေါ်မှာနှစ်ကောင်ပြုတ်ကြကသုံးကောင်နောက်ကျောင်းပြန်ပြီးပြေးတယ်အာမိန်းကလေးလက်ဖြံမှာတနက်ထိမှန်ထားတာကိုတွေးလိုက်ရတာကြောင့်တောက်ထိန်စေးမှုခေါ်ပြီးစေးထဲအောင်လုပ်ဟုတ်ကဲ့မင်းဘလို့ဖြစ်တာလဲကျမကိုတီလူဆိုးတွေတင်းလိုက်ပြီးစော်ကားဖို့ကြမ်းကြတာပါမင်းကဘယ်မှာနေရလဲကျမကျေးစုရွာပါအိုက်ဆန်ပြားစရာကျေးစုရွာဆိုတာကြားဘူးလားဟုတ်အနောက်ဘက်ရွာလေးတရွာပါမင်းနာမည်ဘလို့ခေါ်လဲခင်ရိတ်နှောင်းပါအော်စေးမှုရောက်လာပြီးခင်ရိတ်နှောင်းကိုစေးထဲပတ်တီးစီးပေးလိုက်တယ်ခင်ရိတ်နှောင်းရှင်စိတ်တော့မရှိနဲ့ကွာမင်းကိုငါတို့ပြန်ပြီးပို့နိုင်ဖို့အတွက်အချိန်မပေးနိုင်ဘူးငါတို့မှအရေးကြီးတဲ့တာဝန်ရှိသေးလို့ရပါတယ်အကိုမင်းပြန်ရဲလားကျမမပြန်ရဲဘူးသူတို့ကရွာနေစောင့်နေကြမှာတောက်ထိန်ဆရာ
ခင်ရိတ်နောင်ခေါ်ခဲ့ကွာကိစ္စတစ်ခုပြီးမှသူ့ရွာပြန်ပို့ပေးကြတာပေါ့ဟုတ်ကဲ့ကဲအားလုံးပဲသွားကြမယ်ဟေ့စောစောမောင်သူ့ရဲပေါ်မြောက်သွားရင်အတန်ပြုတ်လိုက်ပြီးခရီးဆက်ပြီးထွက်လာခဲ့ကြတယ်စောစောမောင်တို့စစ်စင်ရေးမှာခင်ရိတ်နောင်တယောက်တော့ရောက်ရှိလာခဲ့လေပြီနေဆက်ဒေသမှာနေထိုင်ကြရတဲ့သူတွေအတွက်စောစောမောင်စိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲခင်ရိတ်နောင်မှာတော့အရိုင်းလာလေးတယောက်မို့လူဆိုးတမျှများတပုံများမျက်စိကြားလောက်တဲ့အန်ဒီကြီးသောအလှပင်ဖြစ်တယ်မနောနဲ့ဒေါက်တာရနန်းတို့စီးလာတဲ့မြင်းလေးကကရင်မုတ်ဆိုးရွာလေးစီတို့တဖြည်းဖြည်းနီးကပ်လာနေပြီးမနောခန္ဓာကိုယ်မှာရရှိထားတဲ့တန်ရာတို့ရဲ့ဝေဒနာတွေကအပြင်းထန်ဆုံးခံစားနေရပြီးမနောတယောက်မျက်လုံးများပြာဝေလာတယ်ဒေါက်တာကိုမနောရှေ့မှာမြင်နေရတာဖះเจ้าကိုကြည့်မလားဟုတ်တယ်ဟင်ရှင်မမြင်ရဘူးလားကျုံမျက်လုံးတွေပြဝေနေတဲ့ဒေါက်တာဟင်မနောထံမှာကြားလိုက်ရတဲ့စကားကဒေါက်တာရနန်းအတွက်တုန်လှုပ်စရာဖြစ်နေတယ်မြင်းဆက်ကြိုးကိုနိုင်နှင်းအောင်ကင်ပြီးဖះเจ้าအိုကြီးတဲ့သူဝင်လာကFather Elso မြင်းကိုဆုံရက်ပြီးမနှောခေါ်လိုက်တော့အတန်မဆုံးခင်ဖះเจ้าထဲမှာခရိယန်ဖုံးတော်ကြီးတပါးပြေးထွက်လာတယ်လူလေးမနှောဖះသခင်ကောင်းချီးပေးပါ Father ကျုပ်ကိုရင်မြင်းပေါ်အောက်ချပေးပါလူလေးခရိယန်ဖုံးတော်ကြီးကမနှောလက်ကိုကင်ပြီးအောက်ကိုချပေးပြီးဒေါက်တာရနန့်ကိုပါအောက်ကိုချပေးလိုက်တယ်လူလေးဘာဖြစ်လာလဲကွယ်Fatherအထဲဝင်အောင်ကျုပ်ကိုတွေ့ကျုပ်ဘာမှမမြင်ရတော့ဘူးဖះသခင်ကဲမတော်မူပါမနှောကိုခရိယန်ဖုံးတော်ကြီးနဲ့ဒေါက်တာရနန့်တွဲပြီးဖះเจ้าထဲသို့ဝင်လာခဲ့ကြတယ်Fatherလူလေးတရားဒေါက်တာကိုပြန်နိုင်အောင်စီစဉ်ပေးပါလားကိုမနှောကျမပြန်မို့ကိစ္စကိုရှင့်ကောင်းနဲ့ခဏထုတ်ထားပြီးလောလောဆယ်ရှင့်တန်ရာတွေကုဖို့လုပ်ရအောင်FatherပြောပါသမီးFatherတို့စီမှာဆေးပစ္စည်းတွေမရှိဘူးလားရှိတယ်သမီးခဏလေးစောင့်Fatherရှင်နွေးလေးပေးပါရင်နွေးစီစဉ်ပေးကောင်းပြီသမီးခရိယန်ဖုန်ကြီးထွက်သွားပြီးနောက်ဒေါက်တာရှင်ဘာပြောချင်လဲပြောပါကျုံမျက်လုံးတွေကန်းများသွားပြီလားရှင့်မျက်လုံးနဲ့မကန်းနိုင်ပါဘူးခေါင်းကတန်ရာကြောင်မျက်လုံးထိခိုက်စေတာဖြစ်မှာပါမစိုးရင်ပါနဲ့ကျုပ်စိုးရင်တာကျုံမျက်လုံးကွယ်ရလို့မဟုတ်ဘူးကျုပ်လက်စားမချေရမအောင်စိုးရင်နေတာရှင့်ကိုကျမဆရာဝန်တယောက်နေနဲ့လူနာတယောက်မှားတယ်လို့သဘောထားပြီးနားထောင်ပေးပါဒေါက်တာဘာပြောချင်လဲပြောပါရှင့်တန်ရာတွေဝေဒနာတွေပျောက်ချင်နေဆိုရင်ရှင့်ရင်နဲ့ဒေါသတွေနှာကြီးချက်တွေလျှော့လိုက်ပါစိတ်ကိုအတည်ငြိမ်ဆုံးထားပါကိုမနောကောင်းပါပြီဗျာဒေါက်တာပြောတဲ့အတိုင်းနားခံပါမယ်သမီးရပြီဟုတ်ကဲ့ခရိယန်ဖုံးတော်ကြီးလမ်းပြီးပေးသောဆေးအိတ်နဲ့ရင်နွေးယူပြီးမနောတန်ရာများကိုစတင်ပြီးစီကြောဆေးထဲပတ်တီးစီပြီးဆေးတစ်လုံးပါထိုးပေးလိုက်တယ်သမီးကဒေါက်တာတယောက်လားဟုတ်ပါတယ်ဘလို့ကြောင့်မနောနဲ့ပါလာခဲ့ရတာလဲကွယ်ဒီလောက်ခေါင်လာတဲ့အရက်ကိုFatherကျုပ်တစ်စက္ကန့်လှုပ်လာတာဖះသခင်ကဲမတော်မူပါခရိယန်ဖုံးတော်ကြီးမနောစကားကိုကြားတာနဲ့အံ့ဩသွားတယ်မဖြစ်နိုင်တာကွယ်မင်းတို့ကျင်နာတက်တဲ့သူတယောက်ကတစ်စက္ကန့်လှုပ်ပြီးခေါ်လာနိုင်ပါလေဟုတ်တယ်Fatherမနောကျမကိုရဲလက်ထဲလွတ်အောင်တစ်စက္ကန့်လှုပ်ပြီးခေါ်လာတာတကယ်ကိုအံ့ဖွယ်ရပါလား Fatherလူလေးဘာပြောချင်လဲပြောလေဒေါက်တာကိုကျုပ်ပြန်ပြီးပို့ပေးချင်တယ်တုံးနေရမြို့ချက်ချင်းသွားလို့ရတာမှမဟုတ်တာမြို့ကသားကောင်လာပြီးဝယ်တဲ့သူတွေရောက်လာရင်တော့Fatherစီစဉ်ပေးပါမယ်ဒီကသမီးလည်းတီးခန့်ပေးပေါ့ကွယ်ဟုတ်ကဲ့ရပါတယ်ရှင်လောလောဆယ်အနားယူလိုက်နော်ဒေါက်တာလည်းအနားယူသင့်နေပါပြီမနှောပြောသလိုပင်ဒေါက်တာရနန့်တယောက်ထိုတို့ခီးချမ်းကိုတစ်ချိန်တစ်ခါမှမသွားဘူးတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကိုင်ရိုက်ထားသလိုလှုပ်တော်မလှုပ်ချင်ပဲရှင်အိယာနိုးမှမျက်လုံးကိုစိတ်စီးတာပေါ့ဒေါက်တာကိုကြုတ်ပြောပြမတက်အောင်ကျေးဇူးတင်ပါတယ်ရပါတယ်ကိုမနှောကျမဆရာဝန်တယောက်ပဲရန်သူဖြစ်စေမိတ်ဆွေဖြစ်စေစိတ်ကူပေးရမှာပဲဆရာဝန်စီမှာခွဲခြားရေးမရှိဘူးဆိုတာရှင်သဘောပေါက်ပါမနှောFatherနဲ့တွဲပြီးဖះเจ้าဝင်းနဲ့ရှိအခန်းတစ်ခုထဲသို့တွဲပြီးခေါ်လာစဉ်လူလေးမင်းကိုမေးရအောင်မယ်Fatherပါမေးမှလဲမင်းထောင်ကဘယ်တော့လွတ်လာလဲဒီနေ့နဲ့ဆို2ရက်မြောက်ပဲဟေးမနှောစကားကိုခရိယန်ဖုံးတော်ကြီးအဆောကမယုံနိုင်အောင်ဖြစ်သွားတယ်ကျုပ်ထောင်ထဲမှာတော့ဦးမှန်တိုင်တပည့်တယောက်ပြင်မို့တစ်ခုနဲ့ရောက်လာတယ်လေဒီကောင်းစီကဦးမှန်တိုင်ဘယ်မှာနေတယ်ဆိုတာသိခဲ့ရပြီထောင်ကထွက်ချင်းဦးမှန်တိုင်အလစ်ဝင်ပြီးတတ်ခဲ့တာပဲFatherလူလေးရဲ့မင်းလည်းမြစ်တာတရားတွေခန်းချောက်နေပါရောလားFatherကျုံမြစ်တာတရားမခန်းချောက်ပါဘူးကျုပ်ဘဝကျုံမိသားစုဖြက်စီးခဲ့တဲ့သူတွေကိုကျုပ်ပြန်ပြီးတုံ့ပြန်တာပါအင်းလေလူလေးဘဝမှာနာကြီးမယ်ဆိုရင်လည်းနာကြီးလောက်ပါတယ်လေFatherအနေနဲ့ကတော့ဖះသခင်ထံမှာဆူတောင်းပေးရုံကလွဲပြီး
ဘာမှမတက်နိုင်ပါဘူးကွယ်ကဲလူလေးအနားယူလိုက်ပါသမီးလေးကဟိုဘက်အခန်းထဲမှာအေးချမ်းချမ်းသွားပြီးအနားယူလိုက်ဖာသာစားတော့ဖို့စီစဉ်လိုက်ပါအောင်မယ်ဒေါက်တာကိုမနော့စိတ်ထဲမှာဘာမှတွေးရမှာဖြစ်ပါနဲ့ဒေါက်တာကိုကြောက်ပြန်ပြီးပို့ပေးမှာပါရှင်စိတ်ထဲမှာလည်းဒေါသတွေခဏလျှော့ပြီးအိတ်လိုက်ပါကောင်းပါပြီဒေါက်တာမနောကိုခန်းထဲမှာထားရစ်ခဲ့ပြီးအပြင်သို့ထွက်လာစဉ်သမီးဟုတ်ဖာသာလူလေးမနောမျက်လုံးချင်နေဘလို့ရှိလဲအခုချိန်นี้တော့ပြောလို့မရသေးဖာသာဖယားသခင်စောင့်ရှောက်တော်မူပါတကယ်နှလုံးသားလှခဲ့ကြတဲ့ဘဝလေးကိုဘာကြောင့်ကံကြမ္မာရက်ဆက်ခဲ့ကြတာလဲလေဖာသာသမီးလေးဘာမေးချင်လို့လဲမနောထောင်ထဲကိုရောက်ခဲ့တာမတရားလုပ်ကြံခံခဲ့ရတာဆိုဟုတ်တယ်သမီးဒီအကြောင်းတွေပြောရင်တော့အရှိပြောရမှာသမီးရဲ့သမီးသိချင်လို့ပြောပြပါလားသမီးလေးနားလိုက်ပါအောင်ကွယ်ဖာသာညကြတော့ပြောပြတာပေါ့ဟင်ကောင်းကင်ကြီးညှို့နေပါလားဖယားသခင်ဖာသာဘာဖြစ်လို့လဲမကြခင်တောင်ကြရည်တွေဆင်းတော့မယ်လေတောင်ပေါ်မှာမိုးရွာပြီးတောင်ကြရည်ကြတာအလွန်အန္တရာယ်များတယ်ကွတောလိုက်မုတ်ဆိုးတွေအိမ်ကိုအချိန်မီပြန်နိုင်ကြပါစေဖယားသခင်ကောင်းချီးပေးတော်မူပါဖာသာစကားကြောင့်ဒေါက်တာရှနန့်ကောင်းကင်ကြီးကိုမော်ကြည့်တော့တိမ်တိုက်တွေကင်းဆင်ပြီးကောင်းကင်ကြီးညှို့မိုင်းနေတော့တယ်ဟာဒုက္ခပဲဆရာအိုက်ဆန်ဘာဖြစ်တာလဲကွာအိုက်ဆန်တယောက်မိုးကောင်းကင်ကြီးကိုကြည့်ပြီးထိတ်လန့်သွားတဲ့အသွင်ပြင်ကိုတွေ့ရတယ်တောင်ပေါ်မိုးရွာတော့မယ်ဆရာဟင်စောမောင်တောင်ပေါ်မိုးနဲ့ပတ်သက်ပြီးတီမြို့လေးမှာတာဝန်ကျပြီးတဲ့မကြာခဏကြားဖူးခဲ့ပေမဲ့ကိုတွေ့တော့မကြုံဖူးခဲ့ပေငါတို့သွားရင်မလွတ်နိုင်ဘူးလားမလွတ်နိုင်ဘူးဆရာစောမောင်ကောင်းကင်ကိုမော့ကြည့်ပြီးခရီးဆက်သွားတဲ့မသွားတဲ့အောင်စမ်းစားနေတယ်အိုက်ဆန်ပြောပါဆရာတောင်ပေါ်မိုးရွာရင်3ရက်လောက်ကြာတယ်ဆိုဟုတ်တယ်ဆရာတောက်ထိန်ဟုတ်ကဲ့ငါတို့စခန်းချဖို့ပြင်ဆင်တော့ဆက်သွယ်ရေးရဆရာအောင်လိုက်ကိုငါစီလွတ်လိုက်ဟုတ်ကဲ့လူသက်သမားတယောက်အတွက်စောမောင်ရဲဘော်များစွာအသက်ပေးနဲ့ကြုံရမယ့်အရေးကိုတော့စဉ်းစားချင့်ချိန်ရမည်မဟုတ်ပါလားဆရာကျွန်တော်ခေါ်ရဲဆိုဆက်သွယ်ရေးအရာရှိအောင်လိုက်ရောက်လာတာနဲ့အောင်လိုက်ဌာနချုပ်ကိုကြောင်းကြားလိုက်လမ်းမှာတဘာဝအန်ဒီရဲ့ရင်ဆိုင်နေရလို့ခီးမဆက်နိုင်ဘူးလို့တင်ပြလိုက်လူသက်သမားရဲ့တည်င်းချရာခံမိပြီဆိုတာပါတင်ပြလိုက်ကွာဟုတ်ကဲ့တောက်ထိန်ပြောပါဆရာငါတို့ပါလာတဲ့ရိတ်ခါချင်းနေနောက်3ရက်လောက်တော့ထိန်းထားနိုင်တယ်အေးရိတ်ခါနဲ့ပတ်သက်ပြီးချိုးချန်တာဆရာဒီလိုလုပ်ရင်မကောင်းလားမင်းကဘာလုပ်ချင်လို့လဲစခန်းချတုံးရိတ်ခါထွက်ရှာချင်တယ်ဟာထွက်မရှာပါနဲ့ဆရာဘာဖြစ်လို့လဲအိုက်ဆန်တောင်ပေါ်မိုးကတိတ်ပြီးကြောက်ဖို့ကောင်းတယ်ရေစီးကြောင်ခံမှန်းလို့မရဘူးပြီးတော့အနှိမ်ပိုင်းမှာစခန်းမချပါနဲ့ကြောက်တောင်ကုန်းနေပေါ်မှာစခန်းချရင်ကောင်းမယ်ဒါဆိုအချိန်ရှိတုံးစခန်းချဖို့နေရာရှာရအောင်ပါအိုက်ဆန်မင်းနဲ့တောက်ထိန်နေရာရှာကြကွာဟုတ်ကဲ့တောက်ထိန်နဲ့အိုက်ဆန်တို့နှစ်ယောက်ထွက်သွားပြီးနောက်ကောင်းကင်ကြီးတစ်ခုလုံးအမောင်တီတီကိုကြားရောက်သွားတယ်တော်ထဲမှာအတန်ပေါင်းစုံကိုလည်းကြားနေရတယ်တစ်ပင်များကြိုးကြတန်းလို့တရိတ်ဆန်များအော်ဟစ်တန်းလို့တဲတဲကွယ်ကွယ်မသိရပေဆရာတွေ့ပြီအိုက်ဆန်နဲ့တောက်ထိန်ပြန်ရောက်လာပြီးစခန်းချဖို့နေရာတွေ့ခဲ့ကြောင်းပြောတာကြောင့်ဒါဆိုသွားရအောင်အားလုံးသွားကြမယ်ဟေ့ရဲဘော်များအထုပ်ကိုစီလွယ်ပြီးစခန်းချရမယ့်နေရာစီတို့ထွက်လာခဲ့ကြတယ်နေရာကကြောက်ကူတကူပဲအိုက်ဆန်ကူဆိုတော့တားကောင်ကြီးတွေရှိတတ်တယ်နော်ဒီအတွက်တော့စိတ်မပူပါနဲ့ဆရာဒီကူကမုတ်ဆိုးတွေခိုနားခဲ့တဲ့ကူတားကောင်ကြီးတွေဘတော်မှမခိုအောင်တားကောင်ကြီးတွေကသာစီကန်းရှိတာမုတ်ဆိုးတွေကစီကန်းမရှိကြဘူးဘာလို့လဲကွာမုတ်ဆိုးတယောက်နေထိုင်ပူတဲ့ကူဆိုရင်တားကောင်ကြီးတွေကဘတော်မှခိုဝင်နာခြင်းမရှိပေမဲ့မုတ်ဆိုးကတော့တားကောင်ကူနားရင်နားတယ်ဝင်ပြစ်ချင်လည်းပြစ်တယ်မင်းစကားရဆိုရင်တော့လူထက်တရိတ်ဆန်ပိုပြီးသစ္စာရှိတယ်ဆိုတဲ့သဘောပေါ့တိတ်မှန်တဲ့စကားပေါ့ဆရာရဲ့ဟင်စောမောင်ပထမကြားလိုက်ရတဲ့အတန်တွေကိုထပ်ပြီးကြားလိုက်တာကြောင့်ဒါပါတန်တွေလည်းအိုက်ဆန်တောကောင်တွေတောင်မိုးရွာတော့မယ်ဆိုတာသိပြီးလွတ်ရောက်ပြေးနေကြတာတောင်မိုးကကြောက်ဖို့ကောင်းတယ်နော်တိတ်ကြောက်ဖို့ကောင်းတာပေါ့ဆရာတခါတလေတောင်ချေနာရွာတချို့ဆိုတောင်မိုးကြောင့်တရွာလုံးပျောက်သွားတာတောင်ရှိတယ်ဟင်စောမောင်စကန်းချမိကြောက်ကူတော့တက်နေချိန်တွင်ပတ်ဝန်းကျင်တစ်ခုလုံးမဲမောင်ကျသွားတယ်တောက်ထိန်တမီးတွေထုတ်ပြီးထိုးထားဆရာတောင်မိုးစပြီးရွာတော့မယ်အိုက်ဆန်စကားမဆုံးခင်အတန်နဲ့ကြီးဖြင့်အော်မြေတန်ကိုစတင်ပြီးကြားလိုက်ရတော့တယ်အားလုံးရောက်ပြီလားတောက်ထိန်ရောက်ပြီဆရာထင်းချောက်တွေရှာပြီးမီးမွေးကွာတောက်ထိန်နဲ့ရဲဘော်တချို့ကူတဲရှိထင်းချောက်မြောင်ရှာဖွေပြီးမီးလုံနေတယ်ကူအပြင်မှာတောင်ပြိုမိုးကသဲထန်စွာရွာသွန်းနေလေပြီးမိုးရွာပြီးတိတ်မကြချမ်းစိတ်လာတော့တယ်တော်သေးတာပေါ့ကွာကူထဲအမြန်ရောက်လို့ဆရာဘာလဲတောက်ထိန်ရင်နွေးလေးတဲပြီးတောက်ရင်ကောင်းမယ်နော်
အေးမစိုးဘူးကြိုကွာတောက်ထိန်နဲ့ရဲဘော်တချို့ကူတဲရှိထင်းချောင်မြောင်ရှာဖွေပြီးမီးလုံနေတယ်ကူအပြင်မှာတောင်ပြုံမိုးအားတဲထန်စွာရွာသွန်းနေလေပြီးမိုးရွာပြီးတိတ်မကြချမ်းစိမ့်လာတော့တယ်တော်သေးတာပေါ့ကွာကူတဲမြန်ရောက်လို့ဆရာဘာလဲတောက်ထိန်ရင်နွေးလေးတဲပြီးတောက်ရင်ကောင်းမယ်နော်အေးမစိုးကွာကြိုကွာတောက်ထိန်နဲ့ရဲဘော်တို့ကိုပြင်မှာကြားနေတဲ့မိုးရေကိုရင်နွေးကြိုရန်အတွက်ထွက်ပြီးအခက်တွင်အာဟင်ကူအပြေမအော်တန်ကြောင့်စောစောမောင်ခါးကြားမတနက်ကိုထုတ်ကကူအပေါဝစီတို့ထွက်ခဲ့တယ်။တောက်ထိန်ဘာဖြစ်တာလဲ။ရဲဘော်အောင်ကြီးဘာကောင်လဲမသိဘူးကြိုက်လို့ဟင်ကူတဲ့ကိုအမြန်ခေါ်ခဲ့ကွာ။ဟုတ်ကဲ့စေးမှုသွားခေါ်ပြီးအမြန်ပြဆန်း။တောက်ထိန်စေးမှုသွားခေါ်နေစဉ်ရဲဘော်အောင်ကြီးတကူလုံးပြနန်းလာတယ်။အောင်ကြီးဟာငါ့ကိုဘာကောင်မှတ်နေလဲ။တောဆောင်ကြီးကွာ။ဟာအောင်ကြီးပါစက်မရောင်ရမ်းပြီးអော်နေလေသဖြင့်အောင်ကြီးတတိထားစမ်းငါမင်းဆရာစောစောမောင်ကွာဘာစောစောမောင်လဲငါ့ကိုများမခန့်နေစားနဲ့ကြားနဲ့ကြိုက်တဲ့ရမလားဟာဒီကောင်ဘာတွေပြောနေရလဲဆရာတောက်ထိန်နဲ့တူစေးမှုနဲ့အိုက်ဆန်တို့ပါလာကြပြီငါပိတ်မှန်တော့မှာရရဆဆမင်းတို့ကနေရဝင်ယူကြတယ်ပေါ့လေဟုတ်လားအောင်ကြီးငါနောက်မကက်နဲ့နော်အားလုံးအစိမ့်တိုက်ပစ်လိုက်မယ်အခြေအနေမှာပိုပြီးဆိုးလာတဲ့သဘောရှိနေကြအောင်ကဲကွာရဲဘော်အောင်ကြီးဆက်ဖို့ကိုခက်ဆက်ဆက်လေးရိုက်လိုက်တော့မှပျော့ခွေကျသွားတယ်စေမှုကတိချစွာစမ်းသက်ကစေမှုဘာဖြစ်တာလဲအစိတ်ရှိတဲ့တတဝါကောင်ကြိုက်တာဖြစ်နိုင်တယ်ဟာမွေဆိုးများကြိုက်တာလားမွေကြိုက်တာမဟုတ်ဘူးဆရာတောကြီးပင့်ကိုရှက်တာဟေးတောကြီးပင့်ကိုဟုတ်လားဟုတ်တယ်ဆရာဒီပင့်ကူကလူတော့မသေးပါဘူးရှက်မိရနဲ့တကူလုံးမီးလို့ပူပြီးအဖျားတက်တော့တာပဲပြီးတော့ကြောင်ကတန်းတွေអော်တော့တာပဲစေးမှုအောင်ကြီးကိုစေးတလုံးထုတ်ပေးလိုက်ပြီးတိတ်မကြအိပ်ပျော်သွားတော့တယ်ဟိုးတော်ပါသေးရဲ့ကွာအိုက်ဆန်ပါလာတာငါတို့အတွက်တော့ကန်ကောင်းတာပဲဟေးမိုးအေးနဲ့အိုက်ဆန်စီကစိတ်ဝင်စားဖို့ကောင်းတဲ့တောတွင်းအကြောင်းတွေကိုနားထောင်ရတာပေါ့ဘလို့လဲပြောပြမလားအိုက်ဆန်ဆရာနားထောင်ခြင်းပြောပြတာပေါ့ကျွန်တော်တို့အခုရောက်နေတဲ့တောနာမည်ကိုဆရာသိလားဟင်းမိစ္ဆာမြိုင်လို့ခေါ်တယ်ဘာမိစ္ဆာမြိုင်ဟုတ်လားဟုတ်တယ်ဆရာဒီတော့မုတ်ဆိုးတွေတော်ယုံတက်ယုံမလာကြဘူးတိတ်ပြီးကြောက်ဖို့ကောင်းတာကျွန်တော်သာဆရာတို့နဲ့မတွေ့မလွယ်ဘူးဒါနဲ့အိုက်ဆန်ကဘယ်ကိုသွားမလို့လဲကျွန်တော်ကကရင်မုတ်ဆိုးရွာသွားပြီးဟင်းမဲ့6သွားဝင်မလို့ဟင်းမဲ့6ဆိုတာပါလဲတားကောင်6တွေကိုပြောတာပါအော်ကဲဆက်စမ်းမအောင်မိစ္ဆာမြိုင်နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတာတွေဒီလိုဆရာမိစ္ဆာမြိုင်မှာတေဆုံးတဲ့မုတ်ဆိုး9ဦးရှိသွားပြီ9ဦးတောင်ဟုတ်လားမုတ်ဆိုး9ဦးတည်းကတယောက်တော့လွတ်လာတယ်သူ့နာမည်ကအိုင်လုံးလို့ခေါ်တယ်တယူတန်သမားကြီးတရဲတစေနှက်ဆိုတာလုံးဝယုံကြည်မရှိဘူးဆရာသူ့ဘဝမှာဖျားသခင်ကလွယ်ပြီးဘာမှမရှိဘူးဆိုတဲ့လူပေါ့ဆရာရဲ့သူ့ဘဝမှာဖျားသခင်ကလွယ်ပြီးဘာမှမရှိဘူးဆိုတဲ့လူပေါ့ဆရာသိရဲ့အတိုင်းပဲဒီနေ့တဝိုက်ကခရိယန်ဘာသာဝင်တွေများကြပြီယုံကြည်မှုသိမ့်မရှိကြဘူးသူတို့ယုံကြည်တာတစ်ခုပဲရှိတယ်ဘာလဲဖျားသခင်လားမဟုတ်ဘူးတောဆောင်ဘလူးနှစ်ကောင်ပဲအဲ့ဒါပဲကိုးကွယ်တာဘလူးဆိုတာကိုးကွယ်ရတာမှမဟုတ်တာဟုတ်တယ်ဆရာဒီနေရာမုတ်ဆိုးတော်တော်များများတော့မုတ်ဆိုး9ယောက်သိပြီးနောက်ဒီဘလူးညီနောင်ကိုးကွယ်ကြတာပဲလေလှုပ်ဆမ်းမအောင်မုတ်ဆိုး9ယောက်သိတာဘလို့တည်ဆုံးရတာလဲသေပုံတွေကထူးဆန်းနေဆရာဒီမိစ္ဆာမြိုင်ထဲမှာနှစ်ပေါင်းများစွာညောင်ပင်ကြီးတစ်ပင်ရှိတယ်ဒီညောင်ပင်ချေရင်မှာတည်ကြတာပဲတန်ရဘလို့တန်ရမျိုးတွေတွေ့ရလဲမျက်နှာကုတ်ချစ်ရတွေနဲ့လယ်ဘေးမှာအဆွေရကြီးတွေတွေ့ရတယ်အိုင်လုံးဆိုရင်မုတ်ဆိုးလွတ်လာတဲ့ပုံနဲ့ကြည့်ပါအောင်တကူလုံးကုတ်ချစ်ရာတွေနဲ့အပြေးကောင်းလို့လွတ်လာခဲ့တာသူပြောပုံရတော့ဘလူးညီနောင်ဆိုတာပဲပြောနိုင်ပြီအဲ့ရထဲလဲသွားလိုက်တာတကယ်အထိပေါ့ဆရာရဲ့ဒီတည်းကရွာမုတ်ဆိုးတွေကဘလူးညီနောင်ဒီညောင်ပင်ကြီးစီမှာပူစော်ပါတာတွေလှုပ်တော့တာပဲအခုလိုလှုပ်တာကြာပြီလားကြာပြီလို့ဆိုရမှာပေါ့ဆရာကျွန်တော်မမွေးခင်တည်းကဆိုတော့အခုကျွန်တော်အသက်30ရောက်နေပြီလေနှစ်ပေါင်း90လောက်တော့ရှိတော့မယ်အိုက်ဆန်မင်းဘလူးဆိုတာရှုံလားလူတွေကဘလူးဆိုလို့သာဘလူးလုံးရတာဗျာကျွန်တော်လည်းတခါမှမမြင်ဘူးပါဘူးငါထင်တော့မုတ်ဆိုး9ဦးတေးရတာတားကောင်ကြီးတစ်ကောင်ကောင်ရဲ့လက်ချက်ကြောင့်ဖြစ်နိုင်တယ်ဆရာရဲ့အိုင်လုံးဆိုတဲ့ကောင်နှုတ်ဖြဘလူးဆိုတာဟောဒါကတော့အိုင်လုံးကြောင်ကတန်းနဲ့ပြောသွားတာဖြစ်နိုင်တယ်တခုတော့ရှိရပေါ့ကွာတငါရွာမှာနေကြတဲ့သူတွေကရှင်းနဲ့ပတ်သက်ပြီးအယူတွေရှိကြသလိုမုတ်ဆိုးနဲ့ပတ်သက်ပြီးမုတ်ဆိုးတွေကတော့တုံးနဲ့ပတ်သက်ပြီးအယူဆတွေရှိကြမှာပေါ့ဒါတွေမဟုတ်ဘူးလို့သွားပြောရင်တော့သူတို့ကလက်ခံမှာမဟုတ်ဘူးဒါပေမဲ့ကွာတိတ်ပြီးယူသီးတာမျိုးတော့မဖြစ်သင့်ဘူးလေ